ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အချစ်ရိတ် Audio Book Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ကျမတို့ Channel လေးဟာအချစ်အလွန်အမုန်းရသဆောင်စွာဇလံကောင်းတွေကိုတင်ဆက်နေတဲ့ Channel လေးဖြစ်တာကြောင့် Channel လေးကို Like and Subscribe လေးနှိပ်ပြီးနားဆင်အားပေးကြပါအောင်ရှင်။ဒီနေ့တင်ဆက်သွားမယ့်ဇလံလေးကတော့မရဲ့လူဆိုးဆိုတဲ့ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်သွားမှာပါ။ဇလံရဲ့စမှာတော့တိမ်ရန်ထက်ကကောင်းကင်ပြားကြီးကိုငေမော်ကြည့်နေချိန်ပန်းရောင်ဆိုတဲ့မိန်းကလေးတဦးရဲ့ခေါ်တန်းကြောင့်အကြည့်တွေလွှဲပြောင်းသွားတယ်။ဖိုင်တွဲလေးရှင်ဝဲပိုက်ပြီးချင်းနဲ့ထမင်းချိုင်လေးဆွဲပြီးရှေ့အကြဆုံးရိုးရဝမ်းဆက်ပါတိတ်လေးကိုရိုးရှင်းစွာဝတ်ဆင်ထားတဲ့မိန်းကလေးကိုလူအများရဲ့ချီမူချင်းခန်းနေကြတယ်။အိုသားပမာနူးညံ့ပြီးပတုံးရောင်လိုနတ်မောင်တောက်ပနေတဲ့စံကေတာအလှတရားများတင်ပါအုပ်နေကလမ်းလျှောက်လိုက်တိုင်းရိမ်တွေလှုပ်ခတ်သွားတယ်။ကြည်လင်ရှင်းနေတဲ့မျက်နှာလေးအဖုအပိန်ပြောင်းရှင်းကဝါဝထိန်ထိန်တနခါနှစ်ဖက်ဘေညာညညစွာခပ်ပါပါလိမ့်ကျက်ထားတဲ့သူမှာရင်းကျက်လွန်လှစွာတည်ငြိမ်သူတူလည်းဖြစ်တယ်။အလွမ်းရောင်အလုဆော့ဆော့သွားမယ်ပြောထားတာနေဝရိယကတော့အမခန်းပါပဲလား။ခေါ်တန်ကြားရဝေ့ကြည့်ပြီးပြုံးပြကနှစ်ယောက်အတူတူရှင်သွဲလျှောက်လာခဲ့တယ်။သူတို့နှစ်ဦးစကားတပြောပြောနဲ့ကားမတ်တိုင်မှာမတ်တက်ရက်ပြီးစကားလမ်းကြောမပြတ်နိုင်။တာမန်မိသားစုဘဝလေးရုံရင်းနေရပြီမယ်။ပန်းရောက်ကခက်ဟော့လွတ်လွတ်လပ်လပ်နေတတ်တယ်။အလွမ်းရောက်ကတော့အတင်းအတိုင်းဝိုင်းတဲ့ကားဆိုတော့ရင်ချင်းတင်မွေးရမှာဟိုးရှိဘရင်ခက်ကမိဖုရားဝင်စားတယ်လို့တောင်ကြည်စဲနေကြတယ်။ဒါပေမဲ့အလွမ်းရဲ့ပင်ကိုစရိုက်ပဲလေ။တယောက်300ပဲ။6နဲ့ညီမငယ်တို့နောက်ကားဆောက်မနေနဲ့အလွမ်းကကားတွေ့ထားပြီးအော်ခေါ်နေတဲ့ဦးလေးကြီးကိုငဲ့ကြည့်ပြီးကားထဲကိုအကဲခတ်လိုက်တော့ကြက်နေတာမျိုးမဟုတ်တယ်လို့ချောင်းနေတာမျိုးလည်းမဟုတ်လို့ပန်းရောင်နဲ့တူတူတက်ခဲလိုက်တယ်။ကံကောင်းတာကလည်းသူမတို့တက်ချင်းလူနှစ်ဦးအတူဆင်းသွားလို့နှစ်ယောက်သာထိုင်ကုန်ရသွားရာကားမထွက်မီတောင်ဝစ်တရရန်နဲ့အိုနွမ်းနေတဲ့အဖွားအိုတက်လာတာမြင်တော့အလိုက်တင်ထားလိုက်သူကအလွမ်းဖြစ်ပြီးကားဆက်နှုံးနေလို့တောင်ကြီးကြီးအဖွားအိုကိုပြေးဆွဲထိုက်စေလိုက်တယ်။အဖွားအိုအနောက်မှာသူမထက်ငယ်တဲ့ဖြူဖြူတန်းတန်းဒီဇိုင်းဆန်းဆန်းတဲ့ကောင်လေးတစ်ယောက်အထုပ်တီဆွတ်တက်လာတယ်။အခက်ခဲဖြစ်နေတဲ့အဲ့ဒီကောင်လေးကိုကြည့်ပြီးပင်ကိုပြီးစားဖြစ်တဲ့ကုညီချင်းစိတ်တွေပေါက်ဖွာလာမိပေမဲ့တခါမှမပတ်သက်ဘူးတဲ့ဒစိမ်းယောက်ျားတူကိုတော့သူမှမကူညီရဲ့မတိဟန့်ဆောင်ပြီးတော့တွဲကိုင်းကိုသာကြစ်ကြစ်ကင်ထားလိုက်တယ်။ပန်းရောင်ကသူ့ခုံမှာထိုင်ခိုင်းပေမဲ့အဲ့လိုတော့တကူကောင်းမဆန်ခြင်းသူ့အထုပ်တွေအကုန်ဆွဲပြီးဘေးလွယ်အိတ်ကိုပြုတ်မကျအောင်ပခုံးတိုင်းလွယ်ပြီးတော့အဖွားအိုဘေးချကသူ့ဘေးကအညိုရောင်ပါတိတ်ဝမ်းဆက်နဲ့မိန်းကလေးကိုခေါင်းစာခြေဆုံးကြည့်ပြီးဒီမှာအတော်နည်းနည်းပပကူတွဲပေးတင်တယ်မထင်ဘူးလားဗျအတော်ကဘာပစ္စည်းမှကင်ထားတာလည်းမဟုတ်ဘူးဗျာဟိုးအရင်ခက်ကလူတွေများအလိုက်ကိုမသိဘူးမင်းဘသူကိုပြောနေတာလဲလက်ညှိုးမထိုးရောင်တမဲပြောနေတဲ့အဲ့ဒီကောင်လေးကိုတိတ်စားတော့အောင်အန်စိတ်တန်ကြီးနဲ့မေးလိုက်တယ်ကြိုက်တဲ့ပွက်တဲ့ကားဘင်းကတဝုံဝုံထိုးချလို့နေတယ်တွဲကိုင်းကိုသာတေချာတွဲထားရပေမဲ့အဲ့ဒီကောင်လေးနာနီနီကတ်သွားလိုက်ကိုပြန်ဟန့်လိုက်နဲ့သူမကိုသူတေချာကြည့်ပြီးအတော့ကိုပြောတာလေဗျာအောင်မယောက်ျားလေးဖြစ်ပြီးပွားစီနဲ့မင်းကမကူညီခြင်းလည်းမဟုတ်ဘူးတို့ကတစိမ်းယောက်ျားလေးတွေနဲ့ရောဝင်စကားပြောဘူးတာလည်းမဟုတ်လို့ပြီးတော့တို့မင်းထက်အသက်အလွန်ကြီး9နှစ်ပေါ့ဒီအစင်နဲ့ဒီအစင်အတော်တဲ့နောက်ပြီးတော့မင်းကယောက်ျားပဲကိုထုတ်ကိုမသိနိုင်ဘူးလားခပ်ပါပါအနီရောင်နှကန်းလေးတွေထံသူ့အကြည့်ဆိုင်ကထပ်ပြီးရန်လိုစိတ်တွေပျောက်ချကုန်ကခုပ်ပိုးလေးအသာပုတ်ပြီးမမပေါ့ဗျာဒါကျွန်တော်ထုတ်လည်းမဟုတ်ဘူးဗျနှကန်းမဲ့ပြီးဟိုဘက်လှည့်သွားတယ်သူတို့နှစ်ဦးရန်ဖြစ်နေတဲ့ပုံကပဝင်းကျင်ကြီးကိုမသိစေရန်ခတ်တူမှုအများအမြင်တိတ်ကိုချစ်စရာကောင်းနေတယ်အလွမ်းနင်ဟော့ကောင်လေးနဲ့ဘာရီတီတိုပြောနေတာလဲဟမ်တီတိုပြောနေတာတန်ရောင်လိုက်ရေရွတ်နေတဲ့အလွမ်းကိုပန်းရောင်မျက်မှောင်ကုတ်ကြည့်လာတယ်ဘာမှမသိတဲ့အလွမ်းခေါင်းတွင်သာခါရင်ကွန်မနီတဲ့အတူတူဝင်လာခဲ့ကြတယ်လက်ဖက်ရည်ဆိုင်မှာထိတယ်ကွာထိတယ်လုံးဝဟိုးနဲ့ဆိုင်တဲ့နှလုံးသားထဲကိုထိတာကိုပဲဝင်သွားတာလားမင်းအမေလေးကိုပဲခွေးစကားကစပြီးအဲ့ဒါကြောင့်မင်းကိုကြိုက်မဲ့သူမရှိတာဟဲ့ရအလေလွင့်ကောင်ကြိုက်မဲ့သူမရှိတာတဲ့မ
မင်းလို့မပွေမလျှောက်ချင်လို့အေးအေးဆေးဆေးနေနေတာကွာနောက်ပြီးတော့မင်းလို့ခလိကချင်မဟုတ်ဘူးအိုးစီရဲ့ပိတ်ပြောတဲ့စကားအဆုံးသူလက်သီးရွယ်ပြီးဟဲ့ရငါပွေလျှောက်ခဲ့တာမှန်တယ်ဒါပေမဲ့ငါတကယ်ရှင်းခုန်တာကွာမဆမနောက်ပဲမျက်နှာတီတီတဲ့ပြောနေတာကိုရင်တွေငှဲ့နေတဲ့ရဲရင်ကသေချာနားထောင်ပြီးပြည့်ရှံနေတဲ့ခွက်ကိုတတိမထားမိပေဆရာလိုဘာလိုခေါင်းတစ်ချက်ညှိနေတဲ့အိုးစီစပွဲပေါ်လက်အထောက်ပူချစ်နေတဲ့ရင်တွေစီချောင်းနဲ့မိတ်ဆက်သွားမိတဲ့အခါဟာခွေးလောက်ညံမရှိတဲ့ကောင်အပူလောင်သွားတဲ့လက်ဝါးကိုဖြန့်ကြည့်တော့နီရဲနေပြီးနှခမ်းထက်ကဆဲလို့မစုံနိုင်ရဲရင်အိုးစီကိုကြည့်ပြီးလေနဲ့သာမှုတ်ပေးနေတာလက်ဝါးကိုမဟုတ် sorry ကွာရောက်တိုင်းတောက်လိုက်သူလမ်းပေးရရင်တွေခွက်ကိုမကြည့်ပဲရဲရဲကိုမှောင်တူတူကြည့်ကမဲရွှဲ့ရင်တစ်ဆက်တည်းမောတောက်ချလိုက်တော့ရှာကျက်သွားပြီးလဲချောင်းတောက်လျှောက်အပူမီးတိတ်သွားတယ်ကော်ကုံပေါ်ကနောက်လန်ကျတဲ့အထိသူတော်တော်ခန်းစားလိုက်ရတယ်တငယ်ချင်းပြပြမထူလဲမထူရှိပဲရီးနေကြတယ်ဘေးကစားတောက်နေကြတဲ့သူတွေကပါမစီမဆိုင်ကြိတ်ရီကုန်ကြတယ်အိုးစီအဖြစ်ကတီးခတ်ခံလိုက်ရတဲ့အိုးစီတိုင်းသားပဲအော်မြေတန်းတွေဆူရှကုန်နေဟယ်လိုကိုဘာအချိုချိုးလိုက်တာလဲဖုန်းကန်လိုက်တဲ့အချိန်မှာကြားလိုက်ရတဲ့လေတံမမအတန်ကြောင့်နားစီကွက်မတက်ခန်းစားလိုက်ရတဲ့လင်းလက်ဖုန်းကိုနာကခွာပြစ်လိုက်တယ်ဘေးနာကအိုးစီနဲ့ရဲရင်တို့တကြိတ်ကြိတ်ရီးနေတာကိုသူမှောင်ကုတ်ကြည့်ပြီးတော့ဖုန်းတွေကသူ့ရီးစားကိုအတန်မပေးမိသလိုမေးလျော့သွားရဒုတိယအကြိမ်အော်တန်ထပ်ပေါ်လာတယ်အော်ကိုလားကိုဘာလို့မိလို့လဲဟုတ်လားဟုတ်တယ်လေကိုဖာတာနေတာလေအော်အဲ့ဒါဆိုရုပ်ရှင်လိုက်ပြမယ်ဆိုတာကဘာလဲကိုဖုန်းလည်းမဆက်ဘူးနော်ကိုဘာတွေလုပ်နေတာလဲခေကိုပြောဟာမဟုတ်ပါဘူးခေရဲ့ကိုမအားလို့ပါကွာဒီလိုလို့နောက်တစ်ခါကြာလိုက်ပြမယ်ကိုဂတိနော်ဂတိပါကွာဂတိပါအဲ့ဒါဆိုပြီးတော့ခေရေချိုးလိုက်အောင်မယ်အမခေဒါပဲနော်ဟာကိုအာပါဖုန်းပိတ်လိုက်ပြီးနောက်ရဲရင်ကြောကိုပြောင်းကနေမြည်အောင်ချပစ်လိုက်ပြီးအိုးစီခေါင်းပေါ်သူ့လက်စိရောက်သွားတယ်။နာကျင်သွားတဲ့ကြောနဲ့ခေါင်းကိုပုတ်နေတဲ့အချိန်မှာသူကထွက်သွားလိမ့်ပြီးဖြစ်တယ်။ရဲရဲစပွဲပေါ်လက်ဝါးရိုက်ကအိုးစီကိုမျက်ခုံးတစ်ဖက်ပင့်ပြလိုက်တယ်။နှစ်ယောက်သာအလိုက်တတိထပ်ထွက်သွားကြတာလင်းလက်ရှိတဲ့တန့်စင်ကန်းရှိတကားဝမှာရှေ့ဆောင်ရက်လိုက်တယ်။အိုးစီရဲ့လှုပ်ချောင်းအပန်ကြောင့်လင်းလက်မျက်ခုံးပင့်သွားပြီးအိုးစီကရဲရင်ကိုမေးဆက်ပြတယ်။ရဲရင်ကောင်းတစ်ချက်ညှိလိုက်တယ်။စောစောကယူလာတဲ့တန်ကျိတ်ခေါက်ကြီးကိုတကားလက်ကင်နဲ့ကန်လက်ချိတ်မဲ့အပြင်တကားဘောင်းကနေပွင့်ပြီးရေပြန်ကနေနှစ်ယောက်လုံးကိုဆူရွှဲကုန်နေ။ဗတ်ဆက်တဲ့နှာခေါင်းနဲ့ဝေရုံမကမိုးတသက်မဲမဲရွာနေတယ်လို့သူတို့ကိုယ်လုံးကြီးရွှဲနေတယ်။ကုံစင်သွားတဲ့ရေပုံအကြီးကိုဘုံကနေပြစ်ချကခတ်တီသူအိမ်ရှိထွက်သွားတယ်။ဆူရွှဲနေတဲ့နှစ်ယောက်သားတယောက်မျက်နှာတယောက်ကြည့်ပြီးရဲရင်မျက်နှာမှောင်သွန်းနေပြီးအိုးစီကော်လန်ဆကိုစုပ်ဆွဲကမင်းအကြံကခွေးကောင်ဘာပဲဖြစ်ဖြစ်အင်သားရဲရဲ့အရသာတိတ်သွားပြီလေကွာငါလေဒီကောင်ရဲရင်ထွက်သွားတာနည်းနည်းမှလှည့်မကြည့်တော့ပြီသူလည်းကြံ့တာပဲကိုရေဆိုတာကျန်းတူသူကအမြဲအထူတောင်းအပြောဆိုတီးကပ်ခံနေရတဲ့အိုးစီညင်ညောင်းနေတဲ့နေရောင်အလင်းဖြော့ဖြော့နဲ့တာယာတိတ်ဆိတ်တဲ့မနက်ခင်လေးတစ်ခုပဲပြုတ်ခေါက်ဆွဲကြော်ကြားစမ်းကြော်ဒီဘက်ကအတော့ဆုံးဗိမုတ်တွေရမယ်နော်လူပေါင်းစုံဖြတ်တန်းသွားတဲ့ကတ္တိယာလမ်းကြီးမှာဇဲတဲ့ပေါင်းစုံမော်ဟိုက်ခြင်းမရှိအိုးရတောင်းရဲ့ပြုံးပြော်ရွှင်လျက်နဲ့ဒါပေမဲ့သူတို့ရှင်တွေကိုထိုးပေါက်နိုင်စမရှိပေရေစလုံးအသေးလေးကိုကင်ပြီးသွားတိုက်စီထဲကတပတ်ယူပြီးကြောက်စီအောက်ကကြောက်ပြားပေါ်ဆောက်ဆောက်ထိုင်ပြီးတော့မျက်နှာတစ်နေခြင်းကပန်းရောင်ရဲ့အော်တန်းကြောင့်လှည့်ကြည့်လိုက်တော့ဒီနေ့ဖျားသွားဖို့တိုင်ပင်ထားကြလို့ကျင်းပေါပြီရှင်ခတ်တင်လက်တလုံးကျိုးပန်နုရောင်နဲ့ပတ်စံပေးကောက်ထားတဲ့စပင်အလိန်တွေကိုဖြန်းချထားပြီးဖဲပြကလစ်လေးနဲ့မရှင်ပြင်ဆင်ထားတဲ့ပန်းရောင်ကအစင်သက်ဖြစ်နေပါတယ်။တချံကြောတတာကွာဟတာကြောင့်ပန်းရောင်ကညဘက်တွေလေးပုတ်ပုတ်ပပအိတ်တယ်လို့မနက်ခင်းတွေဆိုလေအခုလိုစောစောစီစီနေပွင့်ပြီးဆိုတာနဲ့ရောက်လာတတ်တယ်။မြန်လက်ဆက်တက်ပြီးအလွန်ချန်တကာဖွင့်ပေးပြီးစီတန်တက်တက်လေးတွေနဲ့အတူတူအိမ်ထဲဝင်လာကြတယ်။ပြင်တော်အိမ်လေးဆိုပေမဲ့အနှင်းငယ်တင့်တွေက
ကိုအခန်းလေးနဲ့ကိုတီးတန့်စီပါအလွန်ကပန်ဒီကောင်ရှိမှဝင်းထိုင်တော့ဖေးနာကတင်ပါကတ်ထိုင်တဲ့ပန်းရောင်ကအနီရှင်းရှင်းနှကန်းဒီဘူးကိုထုတ်ပြီးမှန်တဲ့ကသူမနှကန်းကိုအယောင်ထပ်တင်နေတယ်အလွန်ကတော့အမြင့်တုံးကိုစိုင်ပြင်းနှစ်ပြည့်သွေးပြီးတနခအနှစ်လေးတွေနဲ့ပြောင်လက်တင်းနေတဲ့ပန်နုရပါးပြင်းနှစ်ဖက်ကိုဘခွသေးသေးလေးကွက်လိုက်ပါတယ်အလွန်ရွှေရှားနေသမျှမလက်တန်လိုက်ကြည့်နေတဲ့ပန်းရောင်ကလေးမကလန့်လှဲချလိုက်တော့တယ်ဟဲ့ရှင်ကစောကိုစောလွန်းတာနော်ကျောက်ကအချိန်ကွက်တီပဲပြင်မှာအေးပါကောင်းမရေငါလည်းနဲ့ကိုဘာပြောနေလို့လဲမြမကုံကိုဆောင်မြမရင်ကျင်းမှုကိုထိမ့်သိမ့်တဲ့မိဖုရားမကြီးအလွမ်းရောင်ကြီးရှင်မသာအေးစေးလောက်ပါပြောပြီးတော့ခေါင်းအောင်ကိုမျက်နှာပေါ်အုပ်ချပစ်လိုက်တဲ့ပန်းရောင်ကိုကြည့်ပြီးအလွမ်းပြုံးလိုက်မိတယ်ဖျားသွားဖို့အတန်တန်ခေါင်းနေတာတော့အတန်တန်ညင်းနေတဲ့လင်းလက်ကိုမရမကခေါ်လာခဲ့ကြတယ်လူအပ်တာတွေဝဲပြီးလို့ဖျားပေါ်တက်ခဲ့ကြတယ်တွန်စောဖြစ်နေတဲ့လင်းလက်ကဖျားပေါ်ရောက်မှမျက်နှာတစ်ပြင်းလုံးကြည်လင်ဝန်းပါသွားပြီးဖျားပန်းထိုးကဒူးထောက်လေးရဲ့ဖျားရှိခိုးကြတယ်ပြီးမှဖျားရှင်ပြင်ပေါ်၃ယောက်သာအတူတူလျှောက်ပတ်ကြတယ်အေးစမပြန်မယ်လေဒီနေ့လာပြင်းနေလေဖြစ်တယ်နောက်ပြီးတော့အိမ်မလည်းအလုံးမရှိဘူးလေနေနေမို့အမေကလွတ်တာဟာနောက်ပြီးတော့အချိန်ချင်းမေးနေတာယောက်ျားလေးတွေပါလာကြည့်ပဲမမေတော့မလွယ်ဘူးဟာဖျားပန်းလဲဖျားရှိကိုပြီးလို့လှေကအောက်ကိုဆင်းလာခဲ့ကြရင်ဖျားပန်းလဲဖျားရှိကိုပြီးလို့လှေကအောက်ကိုဆင်းလာခဲ့ကြရင်ခေါတန်လေးပေါ်အတူတူထိုင်းနေရှင်မှမိန်းကလေးနှစ်ဦးရဲ့စကားတန်တက်တက်လေးတွေနဲ့အတူတူလွင်မျောနေတယ်မိန်းကလေးနှစ်ဦးရဲ့စကားတန်တက်တက်လေးတွေနဲ့အတူလွင်မျောနေတယ်အေးငါကအနည်းလောက်မစိုးပါဘူးအေးလေနင်ကရိုးအင်ပြီးအလှတွေစုနေတော့မိဘဖြစ်တဲ့အန်ဒီလေးကမစိုးရင်ပဲနေပါမလားကျော်လေကစံနယ်တွေကိုစုသက်ပြီးပကုံးရှိဖြန့်ချလိုက်တဲ့အလွမ်းကိုပန်းရောင်သိချကြည့်ပြီးမျက်ဝန်းမှလေးနံမှုတွေနဲ့နင်အိမ်တော်ပြုတ်ရင်တိချရွေးချယ်ကြီးရင်မိငယ်ရင်ချီတဲ့ငါတို့မိန်းကလေးဆိုတာအာကိုချင်လို့အိမ်တော်ကောင်းတစ်ခုတီထောင်ချင်လို့ကိုထက်အသက်ရွယ်ကြီးရင်နဲ့အိမ်တော်ဦးစီးကိုပဲရှာတဲ့နာငါကတော့အသက်ရွယ်กว่าတဲ့ relationship ကိုသဘောကျတယ်အနက်ရောင်မျက်လုံးဝမ်းပိုင်းတွေထဲဝိုင်းဆက်နေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်လိုက်တယ်ငါထက်ငယ်တာကိုသဘောမကျဘူးမိရောင်ရဲ့ငါအသက်ကရှေ့လောက်ဆို25ပြည့်ပြီနောက်ပြီးအခုအနေနဲ့ငါရှင်မခေါင်သိတော့ပါဘူးဟာအလွန်နင့်ကိုနေတော်တော်အသက်ကြီးနေပြီထင်တာလားဟဲ့ဒုက္ခအေးပါငါရှင်းထားလိုက်မယ်ရတီးဆိုတဲ့ကောင်မလေးဖုန်းလာရင်မင်းသိချဖြေโอเคအေးပါသားကြီးရငါကောင်ကလည်းစိတ်ရှုပ်လာပြီအလွမ်းနဲ့ပန်းရောင်တို့စကားပြောနေရမှလှေကားထစ်တွေစီကအော်ရှာရှာအတန်လုံးလုံးထွေးထွေးတွေကြားလိုက်ရတယ်နှစ်ယောက်သာပြန်တူလက်ကြည့်မိချင်းအလွမ်းတို့ခုံနဲ့မလန့်မချမှစတိုင်ပေါင်းပြီးအနေနဲ့ချခင်အနက်ကိုပေါ့ပြက်ပြက်စတိုင်ဝစ်ထားတဲ့၃ယောက်ထဲကအရက်အရှိဆုံးကောင်လေးကဖြူဝင်းနဲ့အသားရှည်တို့ကြောင့်အမိုးအောက်မှာထင်းနေတယ်ငယ်ပေမဲ့နှခမ်းထူထူတွေကပြုံးနေတာလွတ်လွတ်လပ်လပ်နဲ့တထက်လေးတွေပါတဲ့အဖြူရောင်သွားတန်းလေးတွေပေါ်တဲ့အထိတော်တော်ကိုလွတ်လပ်တဲ့စတိုင်အလန့်အတန်ကြာကြည့်ပြီးတစ်ဖက်ကိုမျက်နှာလွှဲလိုက်တာကဝိုင်းဆက်တဲ့မျက်ဝန်းတင်အထိပ်ပဲပါနေတဲ့ဆူရှက်ရှာမျက်ဝန်းချင်းထိတ်တိုင်ဆုံးပြီးသွားလို့ဖြစ်တယ်ခုံတန်းနာမရှောင်မီနိုင်တွေရက်စဲနေတဲ့လင်းလက်ရဲ့ပခုံးကိုအိုးစီခက်ဆက်ဆက်ပုတ်လိုက်တော့ရဲရင်ကလင်းလက်မျက်ဝန်းဆိုင်ရာလိုက်ကြည့်မိတယ်ရှစ်လျားတဲ့အနှဲရောင်ဆက်နယ်တွေပျော့ပြောင်းလွန်စွာရိုးရင်နဲ့ပန်နူရောင်ဝမ်းဆက်လေးနဲ့ဘေးဆောင်လှည့်နေပြီးထင်ပေါ်နေတယ်။နှာရရှိရှိနဲ့ရီးနေတော့ပါနှစ်ဖက်ကမိုးတက်နေတဲ့ရင့်ကျက်တဲ့အမျိုးသမီးတူဗဇက်အဟောင်းသားနဲ့အလောင်စိုက်ကြည့်နေပုံထောက်ရင်သူပြောတဲ့မမဆိုတဲ့တယောက်လားဟက်ကောင်အသက်ရှူပါအောင်သိနေမယ်။ရေရင်ကသဘောပေါက်သွားပြီးလေးလေးရဲ့လက်ကိုဆွဲလိုက်ပြီးတော့သူမတို့နာခြေဆောင်ရက်လိုက်တော့ကြောင်အားပြူးကြောင်စွာတစ်ချက်ကြည့်လာတယ်။မမမင်္ဂလာပါဗျ။ဟမ်ဟဲ့နင်းနဲ့သိလို့လားဘေးကပန်းရောင်ရဲ့စကားကိုတော့ချက်ချင်းမဖြေနိုင်ပဲအတွေ့ကတနေ့ကအဖြစ်ကိုတတိရသွားပြီးအဲ့ဒီခြာတိတ်ကိုစစ်စစ်ကြည့်ပြီးဟောက်ကနေမဲ့ပြစ်လိုက်တယ်ဖះပေါ်သွားလာရလှေကားမှလည်းလူများစွာတပြိုက်ပြိုက်သွားလာနေကြတယ်ပန်းရောင်ကတေချာကြည့်ပြီးအလဲကဖြူဖြူနဲ့ကောင်လေးကိုကြည့်ပြီးမျက်ဝန်းမြလက်ကတတိရသွားတဲ့ပုံစံနဲ့မတ်တက်ရက်လိုက်ပြီးအော်အဖွားအုပ်ကိုအထုပ်တယ်ပေးတဲ့မောင်လေးလားထိုင်လေပ
န်းရောင်ကအလွမ်းကိုသူ့ဘက်ဆွဲပြီးထိုင်စရာပေးနေတာကြောင့်အလွမ်းနားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေတဲ့အချိန်မှာအဲ့ဒီကောင်လေးသူမလေးထိုင်နေပြီးပါပြီပခုံးချင်းထိသွားတော့အော်ဝဝင်းနေရတဲ့အများကြီးကြံသေးတယ်ရှစ်ခုမှလည်းသွားထိုင်လဲရတာပဲမထိုင်စေခြင်းလို့တရက်ဆက်ပြောနေတဲ့ပုံစံလေးကချစ်စရာကောင်းနေတယ်သူလက်ခနဲ့ပြောမိတယ်သူ့ကိုရှင်မဆိုင်ပဲတစ်ဖက်လှည့်နေတဲ့မမကိုသူအသေးတွေရှားကရင်ခုန်တန်တွေထိရခတ်သွားတယ်မိမများစွာနဲ့သူအထက်တလဲတွဲပူးပေမဲ့ရှင်မခုန်ခဲ့မိဘူးပေါ်ပြပြစကလုံးတွေနဲ့အနှစ်သာရကင်းမဲ့စွာတော်ကီတွေနဲ့သူအဖြေယူတလတယောက်ရေရှိမတွဲတဲ့သူကဒီမမအနာကိုရောက်ရင်ရင်ခုန်နှုံးတွေမြင့်တက်လာတယ်မမအဲ့ဒီကိစ္စအတွက်ကျွန်တော်တောင်းပန်ပါတယ်ဟုတ်တယ်နော်မမနဲ့မောင်လေးအလွန်ဆုံးกว่า9နှစ်ပေါ့ကျွန်တော်အသက်က20ပြ8လဆိုပြည့်ပြီအိုးမင်းကမေးလို့လားတော်ပြီပန်းရောင်အိမ်ပြန်မယ်ခက်မမလေးတန်းနဲ့ပြောပြီးတစ်ဖက်လှည့်ပြန်တော့တာယာညိတ်ညောင်းနဲ့ရွှေဥတုံးတွန်တန်လေးလိုနှဝင်ချိုလာတယ်လက်ကိုအတင်းလာဆွဲတဲ့အဲ့ဒီလက်ကိုအတင်းပြုတ်ချပြီးပန်းရောင်ပါဇက်ပြင်ပါအေးစိမပြန်မယ်ဆိုအိမ်အလုပ်လည်းမရှိဘူးဆိုတငယ်ချင်းဖြစ်ပြီးနည်းနည်းမှအားကိုလို့မရလို့အလွန်တိတ်တိတ်လေးမျက်စောင်းရွှဲပစ်လိုက်တယ်ဘေးနာကတင်းကမပြန်နိုင်သေးအလိုက်ကန်းစုပ်ကိုမသိတာပါမမအသက်ကဘလောက်လဲဗျဘလားဖြစ်ဖြစ်မင်းနဲ့မဆိုင်ဘူးရှေ့လဆို25ပြည့်မှာမောင်လေးရဲ့ရှေ့လ25ရက်နေ့ကျသူ့မွေးနေ့ပန်းရောင်နင့်ကိုရိုက်စစ်နေလို့လားမဖြစ်ချင်လို့တမင်လေးတန်းမမပြောထားတာကိုတင်းကတခုမကြံဝင်းဖြစ်နေတယ်ထိုးသားတွေတက်လိမ့်လိမ့်နဲ့အလွန်ပန်းရောင်ကိုသာမျက်ဆောင်ထိုးနေမိတိုင်းပန်းရောင်ကရီပြပြီးဒီမဲကောင်းလေမင်းသွားလိုက်တော့တို့စိတ်မတူခင်မင်းနဲ့တို့သိတာလည်းမဟုတ်ဘူးရှိတက်တက်ထက်လို့ရင်တို့ရဲတိုင်မှာနော်ဟာစိတ်ကြီးတာလေးကအစာရင်းချက်ပေမဲ့ချစ်စရာလေးနော်မမကတိတ်နန်းဆန်တယ်ကျွန်တော်ဘဝမှာဒီလိုအလှတရားမျိုးမခံစားဘူးဘူးကျွန်တော်ကတော့ရှိတက်တက်လှုပ်ချင်တာမမအဲ့ဒါကြောင့်လေမမအကြောင်းလေးစုံစမ်းရဖွဲ့ခြင်းစနေပြီလေလေးနဲ့မျက်လုံးနဲ့တွေထဲအညိုရောင်ဝမ်းဆက်နေတဲ့မျက်လုံးလေးမျက်တောင်တစ်ဖြက်ဖြက်ပုတ်ခတ်ရင်အိုးမင်းစိတ်ဝင်စားရရှိတော့တို့စိတ်ဝင်စားမှဖြစ်မဲ့ကိစ္စဒီမဲမင်းကိုတို့တစ်ခုပြောလိုက်မယ်တို့ကတို့ထက်ငဲတဲ့ခြေတိတ်တွေဆိုရင်မခေါ်တတ်ဘူးလာပန်းရောင်ခက်ပြက်ပြက်စကလုံးများအစုံပန်းရောင်လက်ကိုစောက်ဆွဲပြီးစံရွယ်တွေရိမ့်နှွေအောင်ခပြက်လိုက်တော့တလွဲ့လွဲ့နဲ့စောပြက်ပေါ်လူသွားကြတယ်လက်ကားတက်တွေကိုဖြတ်သွားဖြတ်လာတချို့ကကွက်ကြီးနဲ့လှောင်ပြောင်အကြည့်တွေကိုလင်းလက်သေးချသိလိုက်တယ်မစိတ်မကျဲလူများစွာထဲမှာသူ့နဲ့3လလောက်အကွာကမမကိုလှမ်းခေါ်လိုက်တယ်အပြောက်ကင်းစစ်နေတဲ့သူ့ကိုမကျင်တဲ့တလို့လှည့်ကြည့်လာတဲ့အလွန်မျက်နှာကိုတင်းမာထားတယ်မမပြောတဲ့ခြာတိတ်ကမမခင်မော်လောက်နေရရောက်ကိုရစေရမယ်အဲ့ဒါမမမှတ်ထားတစတိုးနိုင်တဲ့သူစရိုက်အတိုင်းယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပြီးသူမရှိကခြေလန်းကျဲကြီးနဲ့ထွက်လာခဲ့လိုက်တယ်အကျဉ်းဝါခန့်လိုက်ရတဲ့အလွန်တိတိတသာရင်ထိတ်သွားပေမဲ့လည်းမျက်နှာကိုမာထားလိုက်တယ်အဆက်ကြီးလုံးနဲ့သူမအတွက်ဒီနေ့အဖြစ်ဟာရှက်ရွံ့စရာဖြစ်ရတဲ့မျိုးပဲသူ့လိုလူကဘာအစွမ်းဘာတတိတွေနဲ့ငါ့ကိုချင်းချုပ်သွားရတာလေအိုးဘာဖြစ်သူကြောင့်ငါအဆက်ရတာအဖြစ်အပျက်ကတာယာမှုတွေနဲ့အစွမ်းမသက်သွားလို့အိမ်ရောက်တဲ့အထိအလွမ်းကိုပန်းရောင်စကားသိပ်မပြောရဲပြီးပျော်ပျော်ရွှင်ခင်မင်သွားရမယ်ဥစ္စာမိအလွမ်းရောင်ရေချိုးပြင်ဆင်ထားတော့ဆိုတာဟင်းချက်ဖို့ကူကျင်သေးတယ်ပေါ့မေကလည်းအဲ့ဒီလာတာနဲ့အလွမ်းနဲ့ဘာပတ်သက်လို့လဲခါကိုဖက်ပြီးနှခမ်းထော်ပုတ်ပြီးချဲနေတဲ့အလွမ်းကိုဒေါ်သိမ်မွေးမျက်နှာတီတီနဲ့ပတ်သက်လို့ပေါ့တော့သမီးမဘာသာချက်နေကြမမစုခြင်းဘူးပိုသားချီဝမ်းဆက်ကိုဝိလှလှလေးပြင်ထားသွားဟောင်းမေအာပါဒေါ်သိမ်မွေးခါကိုဖက်ပြီးပါးကိုရှုပ်ခနဲ့နမ်းနေတယ်အချိန်တွေဆွဲလုံးတဲ့သမီးကြောင့်ဒေါ်သိမ်မွေးအောက်ထိအတူလျှောက်ကဖတ်ထားတဲ့လက်တွေကိုတော့သူမလက်တွေနဲ့အတင်ဖြုတ်ချလိုက်တယ်အိမ်အောက်ဆင်းပြီးဘေးတို့ထွက်သွားတဲ့အထိကြည့်နေပြီးမှဟင်းပြန်ချက်ရတယ်ဒီနေ့လာမယ့်ဧည့်သည်တွေကသမီးလေးနဲ့အိမ်အောင်ချပေးမလို့စီစဉ်ထားပြီးသားတတို့သားလောင်းဆိုတာသမီးလေးမကြခင်သိလာမှာပါခြံထဲကိုကားအနဲ့တစီဝန်းလာလို့ထမင်းဝိုင်ပြင်းနေရမှပတွင်ပေါက်တန်စကားတွေကနေအလံချောင်းကြည့်မိတယ်ကားပေါ်ကဆင်းလာခြင်းအနီရောင်ချိတ်ဝမ်းဆက်နဲ့အရွယ်တင်ထောင်ထောင်မမမိမကြီးတူပြီးတော့လက်ကတော့လုံကြီးပစိုးနဲ့
အရက်မြင့်မြင့်ဦးလေးကြီးတူအရင်ဆောင်ထွက်လာကြတယ်သူတို့နှစ်ဦးအိမ်ရိပ်ထိနီးကပ်လာတာကြောင့်စက်မကြည့်တော့ပဲလှုပ်လက်ဆအလုပ်ဆက်လုပ်နေလိုက်တယ်သူတို့တွေကိုငါတခါမှမတွေ့ဘူးမမေဧည့်သည်လားဖေဖေဧည့်သည်တွေလားမသိဘူးနှက်ခမ်းလေးစုချက်တွေးနေခြင်းမေမေအပြေအလွှာရောက်လာကကြိုဆိုနေတော့တယ်အိမ်ဝရောက်လာခြင်းမိမကြီးကဝိုင်းဆက်နေတဲ့မျက်ဝန်းတင်နဲ့ပတ်ပင်တိုးတော့ဖနက်ကိုအာရောဆိုင်မချစ်နိုင်ပဲပြောင်းစစ်စစ်နေဟဲသမီးလေးကနှုတ်ပြီးတော့ချစ်စရာလေးနော်အပြင်မှာပိုလာတယ်တိမ်ရဲ့ပြောလဲပြောလက်ကဝက်ကနေလက်ဝါးကိုဆွဲယူပြီးသူမလက်ဝါးနဲ့အုပ်မိုးကအပြုံးတွေနဲ့တစိစိကြည့်ပြီးတိမ်ငါတော့နှမျောလုံးလို့အချိန်မဆွဲချင်တော့ဘူးနော်အေးပါမိမရဲ့ငါတော့ဂတိတိုင်းပါနော်မိဘတွေချင်းစကားပြောနေကြတာကိုအလွန်မနေတတ်မထိုင်တတ်ဖြစ်ပြီးအိမ်အောက်ဆင်းဖို့လှုပ်တော့အရက်မြင့်မြင့်ဦးလေးကြီးကလှမ်းခေါ်တယ်ဟုတ်ကဲ့ဦးလေးသမီးကားပေါ်ကသားကခဏနေခြင်းလို့တဲ့ဟုတ်သားစီကဦးလေးရဲ့လက်ဆောင်ထုတ်တွေယူခဲ့တော့လို့ပြောပေးပါလားသမီးလေးချုပ်သားစာပြောနေတဲ့ဦးလေးကြီးကိုကောင်းတဆက်ဆက်ညှိပြပြီးစိတ်ကက်လိုက်တယ်အနဲ့ရောက်မှန်ကြီးထဲကနေပြုတ်ပြဲကြည့်တော့သူမကိုမြင်ပေါ်မပေါ်တဲ့လူတယောက်ဖုန်းပြောနေတယ်ခေါ်နေပေမဲ့မကြားတဲ့ဒီလူဘာတွေများအရေးကြီးပြောနေကြတာလဲဟေ့ယူစရာလားကွာငါမသိတဲ့မိန်းမတယောက်ကိုငါဘဝလက်တွဲဖော်ပြင်ရွေးချယ်လိုက်မယ်မထင်နဲ့ဝေးသေးဟဲ့အောင်လေမင်္ဂလာပွဲဆိုတာအဝေးကြီးပါကွာဒီမှာနှက်ခမ်းတွေမဲချင်လာတဲ့အထိစိတ်မရှိပဲအတန်ကြာရက်နေရတဲ့အထိဖုန်းပြောလို့မပြီးသေးရအောင်ဒေါသထွက်နဲ့တခါဆွဲဖွင့်ချလိုက်တော့ကားတကားကိုအပြင်းကြောမိထားတဲ့သူအထင်ကိုမဲ့ပြီးတော့ပြုတ်ကျလာတယ်ဟဲ့ဘလောက်တော့မြေပြင်ပေါ်ပြုတ်ကျသွားရင်ကြပြကြရသူထလိုက်တယ်ပုံပဲ့သွားတဲ့လက်ဖွားတွေကိုခရုမဆိုင်နိုင်ဒေါနဲ့မောနဲ့လှည့်လာတယ်ဒီမဲ့လူတယောက်လုံးတကယ်လန့်ဖြန့်တဲ့ညဝန်းလက်လေးတွေနဲ့ကြည့်နေတဲ့မိန်းကလေးကိုသူမြင်သွားမိရာမှပြောစရာစကားတွေပျောက်ရှသွားတယ်မမကဒီမှာဘလို့သူ့ကိုတွေ့တာနဲ့ချက်ချင်းမျက်နှာလွှဲသွားတာကြောင့်မိခွန်းတွေကိုရုပ်သိမ်းလိုက်ရတယ်သဲတွေပေကုံနဲ့ဘောင်းပီနဲ့နီးရဲသွားတဲ့လက်ဝါးတွေကသေးချီဥမတန်ဘာဆက်ပြောရမှန်းမသိသူမကသူ့စီဘာလာလောက်တာလဲဟုတ်မမကကျွန်တော်စီဘာလာလောက်မင်းအဖေကလက်ဆောင်ပစ္စည်းတွေယူလာခဲ့လို့လာပြောတာအဲ့ဒါပဲပြောပြီးပေါက်ဆက်ဆက်လှည့်ထွက်သွားတယ်ပြင်လိုက်မယ်ပြင်ပြီးမှလက်ဆောင်ပစ္စည်းတွေပြန်ယူကအနောက်ကလိုက်ရတယ်ဒါဆိုကျွန်တော်နဲ့လက်ထပ်ရမယ်သူကမမပေါ့ဟိုးအိမ်နာမရောက်ခင်အလိုမှာသူ့အမေကြောင့်ခြေလမ်းတွေတွန့်ဆုတ်ကခြေစော်ရက်သွားတယ်ဘာမင်းဘာပြောလိုက်တယ်အေးဆက်ဆက်လှည့်မေးလာတော့ဖြည့်စရာမရှိတော့အောင်လဲချောင်းတွေခြောက်ကပ်သွားကြတယ်မားထန်နေတဲ့သူမမျက်နှာကပြောစရာစကားလုံးတွေတစ်ဆုတ်ကုန်တယ်တနေ့ခုနဲ့နေ့လဲဖြစ်မမင်းနဲ့ဒယ်ဒီအားလက်ရက်လဲဖြစ်လို့အစီအစဉ်တွေတိုင်လာကြရခြင်းဖြစ်ရာသူသိထားပြီးသူမကမသိဘူးတဲ့လားသူကသိတယ်ထင်းနေခဲ့တာတို့မင်းနေတယ်လေဗျာဟုတ်ကျွန်တော်မမနဲ့ကျွန်တော်မေဖေဖေတဘောပေါက်ဟန်နဲ့မိဘတွေကိုအော်ခေါ်ရင်သူရှိကထွက်သွားတဲ့သူမကမသိသေးဘူးတဲ့လားငါမမနဲ့မင်္ဂလာဆောင်ရမှာပေါ့ကတရားကငါဘက်မှာမေလက်ကားတက်တွင်တာမရောက်သေးအတန်ဆဆလေးအရင်ပေါ်လာလို့အလန့်တကြားထရလိုက်တာကဒေါသိမ်ဝေဘာဖြစ်တာလဲသမီးဘာဖြစ်လို့လဲဟင်အိမ်ဝရောက်ချင်းစိုးရင်တကြီးကြည့်လာတဲ့မေမျက်ဝန်းတို့နဲ့ရင်ဆိုင်လိုက်ပြီးပြေးဖက်လိုက်တယ်ခက်လေးတယောက်လိုပြေးဖက်လာတဲ့သူမလေးကိုဒေါသိမ်ဝေအပါအဝင်ဒေါခန့်ဝါနဲ့ဦးတီကြီးတို့ပါစိုးရင်စွာကြည့်လိုက်တော့အနောက်ကပြေးလိုက်လာတဲ့သားဖြစ်သူကြောင့်ဦးတီကြီးကောင်းမတ်သွားတယ်ဟဲ့မင်းသမီးလေးကိုဘာလုပ်လိုက်တာလဲဗျာကျွန်တော်ဘာမှမလုပ်ပါဘူးဒယ်ဒီကအထုပ်တွေကန်ပြီးအိမ်ထဲဝင်လာတဲ့လင်းလက်ကိုအလွန်မဲ့ကြည့်ပြီးတော့မျက်နှာလွှဲလိုက်တယ်။ညဝမှရှစ်ပွဲလာတဲ့မျက်ရည်တွေနဲ့ရှင်ခွင်ထဲကနေမေကိုမော့ကြည့်လိုက်တယ်။မေသမီးဘာဖြစ်လို့လဲဟင်သမီးအလွန်ကိုသူနဲ့လက်ထပ်ပေးမလို့ဆိုတာမဟုတ်ဘူးမလားမေမဟုတ်ဘူးမလားအဲ့ဒီခါမှရှင်နေပေါ့ပါစွာဒေါသိမ်မွေတပြင်းတစ်ချက်ချလိုက်တယ်။ဦးတီကြီးပြောမိသွားတဲ့အောင်ဒေါခန့်ဝါကလည်းပြောင်းတဲ့ဖြစ်သွားတယ်။ခလေးတယောက်လိုချဲနေတဲ့အလန်းဆိုတဲ့သူမပုံစံလေးကညဝန်းထဲမှာဆဲကြံသွားတယ်။ဟုတ်တယ်သမီးမေတို့စီစဉ်ထားတာကြပြီ။ရှစ်တပတ်သမီးဝင်နေကြရင်
မင်္ဂလာဆောင်ပေးပါမို့ဒီတိုင်းအသိပေးလိုက်တာဟာမေမေကလည်းမဟုတ်တာမစပါနဲ့သမီးနဲ့သူနဲ့သိလည်းမသိဘူးအဲ့လိုမသိတဲ့သူနဲ့တသက်လုံးလက်သွဲဖို့ဆိုတာမဖြစ်နိုင်တဲ့အရာပါမေမေရဖေဖေရောဖေဖေသိလားဟင်လေးလေးနက်နက်ပြောနေတဲ့မေမေကိုတော်လန်နိုင်တော့မှမဟုတ်လို့ဖေဖေကိုအာကိုတကြီးမျက်စိနဲ့ရှာနေမိတယ်အဖေရောင်ပိုးသားချီဝမ်းဆက်နဲ့ရွှေလိုဝေးနေတဲ့သူမအသားရှင်နဲ့ပြောမပြတတ်အောင်လိုက်ဖက်လွန်းနေတယ်သူဘဒုကိုမှဂယုမဆိုင်နိုင်ပဲဒေါ်သိမ်မွေးနဲ့သူမအနာလျှောက်လာကဒီမအမီကျွန်တော်ကဘာဖြစ်နေလို့ဒီလောက်ခက်ခက်တီတီညင်းနေကြတာလဲပေါ်ပြပြနေပေမဲ့အမီရဲ့ခင်မကောင်းတယောက်ဖြစ်မယ်ဆိုတာကျွန်တော်ကြိုပြောထားတော့ဂတိတင်နိုင်ပါတယ်ဗျအိမ်မတွေကညင်းဆန်နေပြီးအခုမှပြောင်းလဲသွားတဲ့လင်းလက်ကိုဦးတီစီနဲ့ဒေါ်ခန့်ဝါတို့အံ့ဩကုန်တဲ့အကြည့်တွေနဲ့တူဦးမျက်နှာတူကြည့်ကုန်ကြရတယ်အဲ့ဒါကိုသူတို့နှစ်ယောက်မှတပါဘယ်သူမှမသိနောက်အပတ်ဆိုရင်ကျွန်တော်နဲ့နှစ်ယောက်တည်းနေရမှာနော်ဒီလိုချွဲနေလို့မရတော့ဘူးဒီမှာမင်းကဘသူကလက်ထက်မဲ့ပြောသေးလို့လေသမီးမမေတို့မျက်နှာပြအောင်မလုပ်ချင်ပါနဲ့မမေသမီးမမကျွန်တော်မမကိုချစ်နေမိပြီဗျလည်းမခံနိုင်ဘူးနော်ငယ်သေးတဲ့ချစ်မို့မလေးမစားတော့မလုပ်ပါနဲ့မမနောက်ရဲ့အတွက်ကျွန်တော်ရှင်တွင်ကကြိုဆိုလိုက်ရပါမင်းချစ်ရအောင်မသိဘူးမင်းဘက်ကညင်းပေးရမယ်မမသူ့စီလာတွေ့တယ်ဆိုလို့ဝမ်းတာနေလိုက်ရတာအကြောင်းရင်းကလက်ထပ်ပွဲအတွက်သူကညင်းပေးရမယ်တဲ့သူ့မျက်နှာကဘာပြတ်တယ်လို့အကြီးထန်သွားတယ်ဘာလို့ဖြတ်ပေးရမှာလဲဒီမမခမည်းကိုမိဘတွေချင်းတဘောမတွေ့ရင်တော့ကျွန်တော်ကရအောင်ယူမှာကံကောင်းလို့မိဘတွေချင်းတဘောတူထားတာကျွန်တော်အဖြစ်ချင်ဆုံးဆန္ဒတွေကိုလက်လွတ်ခံမယ်မထင်နဲ့မမကျွန်တော်မမကိုတကယ်ချစ်မိတာဗျတို့ကတော့စိတ်ကိုမဝင်စားတာဒါပေမဲ့စိတ်ဝင်စားရတော့မယ်လေမမနဲ့ကျွန်တော်ကလေးတွေအများကြီးမွေးမှာပါမမနေကောင်းအောင်နေနော်ဟာမင်းလက်သီးစုပ်သေးသေးလေးတွေတွက်လက်မောင်းနဲ့ကြောက်ကောင်းမော်တပတ်ပတ်ကြောက်ရောက်လာတယ်လောက်အောင်ရှောင်းလို့ရပေမဲ့မရှောင်မဲပိကက်ကက်ရက်ကသူခံယူနေခြင်းမှပြောဆိုင်ရက်တန်သွားတဲ့လက်ကလေးတွေရဲ့အစုံနှစ်ယောက်သာအကြည့်ချင်းစုံမိကြတယ်မမကျွန်တော်မမကိုချစ်တယ်တဖြက်ဖြက်မျက်တောင်ခက်ကဝိုင်းဆက်နေတဲ့မျက်ဝန်းတွေနဲ့ပြူးကြောင်ကြောင်သူ့ကိုသူမကြည့်နေတယ်ဘာမှပြန်မဖြစ်သေးပဲအတန်ကြာငေးကြည့်နေပြီးမှကောင်းငေါက်ကရှက်ကိုရှက်ကန်လက်နဲ့ဆက်နွယ်တွေကိုဖိတက်နေတယ်ချက်သွားမှန်သူသိတာကြောင့်မိုးမောင်းနေတဲ့ပန်နုရပါလီနှစ်ဖက်ကိုဆွဲညစ်ပြီးညီညာသွားတဲ့နှက်ခမ်းရဲရဲလေးကိုမြုပ်ရည်မှုတွေကြောင့်အကြီးတော့မခွာခြင်းလော့မင်းနော်တို့အသားကိုမထိနဲ့မကြိုက်ဘူးလက်တွေကိုသူမလက်တွေနဲ့အတင်ပုတ်ချပြစ်လိုက်တယ်ခက်ဆာဆွာနှက်ခမ်းလေးဖိကိုက်ထားတဲ့ပန်နုရဝမ်းဆက်လေးနဲ့သူမတိတ်ကိုစက်တရေအဖျားဖျားရှိတာကြောင့်ဟိုအနက်ဆိုင်စုံတနေရာစီကတတိန်တိန်အတန်တွေအော်မိလာတယ်အတန်ထွက်ပေါ်မလာတာကြောင့်ဘေးဆောင်လေးရက်နေရကခေါင်းလေးအသာဖြက်ကနေမော့ကြည့်တော့ဘယ်ချိန်တွေကဆက်ကြည့်နေတယ်မသိတဲ့သူ့မျက်ဝန်းနက်နက်တွေနဲ့အကြည့်ချင်းစုံမိသွားခြင်းသူမကအရင်မျက်တောင်ခက်လွှဲပစ်လိုက်တယ်သူကြည့်နေစေဆိုတာမျက်ဝန်းတောက်ကခိုးကြည့်လိုက်လို့ရိမ့်မိလိုက်ပြီးခန္ဓာကိုယ်တစ်ခုလုံးလှုပ်မရအောင်တောက်မှတ်သွားတယ်လူတစ်ကိုယ်လုံးကိုစာမတက်ဝါမတက်စိုက်ကြည့်နေတဲ့သူ့ကိုဘာပြောပြီးအာယုံလွှဲရမလဲစဉ်းစားမရအရေးတဲ့စကလုံးတွေကပါလေးပင်ချင်နေပြီဟုတ်တို့ပြောတာဘသူကိုမှပြမပြောနေနော်ပြီးတော့ဖြတ်ပေးရှာမှာနော်တို့သွားမယ်ဘာလို့ဖြတ်ပေးရမှာလဲဘာလို့ပြမပြောရမှာဒီမှာအန်ဒီရောက်ခမကိုဆက်ပြောမယ်ပေးဆောင်လက်ထွက်ဖို့ပြင်လိုက်ရှာမှာသူ့စကားကြောင့်မြောက်ပေါ်မြောက်ဝန်းတက်ကမန်ထဲဝင်းနဲ့သူ့မျက်လုံးတွေကိုစစ်စစ်ကြည့်နေခြင်းသူ့လက်တွေကဖုန်းစခရင်ပေါ်လှုပ်ရှားနေတယ်နေအောင်မေမေဆိုလိုက်မယ်စမကြတော့ကြောက်တာမကြည့်ပဲပေကက်ကက်ပုံစံနဲ့နာအနာဖုန်းကိုကထားတာကြောင့်အလော်တကြီးစိုးရိမ်တဲ့ပုံစံနဲ့ရှစ်တလန်တိုးလာတယ်သူ့လက်ထဲကဖုန်းကိုလူတော့လက်ကိုမြှောက်ထားပြီးလက်မောင်းကိုနူးညံ့စွာကင်ထားတဲ့လက်လေးတစ်ဖက်ပြီးတော့မြှောက်ထားတဲ့သူ့လက်ထဲကဖုန်းကိုချစ်ပြားထောက်လှမ်းရှုနေတယ်ပြောစီစီနဲ့တမင်ညစ်ပတ်နေမှန်းအလွန်သိပေမဲ့ဖုန်းတကယ်ဆက်လိုက်မှကိုစိုးရိမ်စွာယူနေမိစေလက်မောင်းကိုဖိနေအားပြုကိုင်းတဲ့အချိန်ထိသူအချိန်ကောင်းကိုစောင့်နေတယ်သူစောင့်နေတယ်လို့ဖြစ်လာတဲ့အချိန်မှာဒူးကိုကွေးချလိုက်တော့အလိုက်တင်ရိုင်ကျလာတဲ့ခန္ဓာကိုယ်လေးကိုခိုင်ကိုဖတ်လိုက်မယ်ပြန်လိုက်ပေမယ်သူနောက်ဆုတ်အားပြုလိုက်မိရာမြေပြင်ပေါ်ပလက်ပြုတ်ချသွားပြီးခါသွက်တွေကိုပါဆွဲထားလိုက်တယ်လို့ဖြစ်တာကြောင့်
သူ့ဘော်ထက်လေးရဲ့ကြလာတဲ့အလွမ်းရှောင်ရင်ဘက်ကျင်ထိမိရုံမကမျက်နှာနှစ်ခုကပါကွာဟမှုမရှိပန်းနုရောင်နှခမ်းပပလေးကအညူရောင်နှခမ်းထူထူလေးပေါ်အုပ်ကျသွားလေတယ်ဟာပြူတူတူလေးသူ့ကိုစိုက်ကြည့်ပြီးဘယုံသွန်ကပြန်ထလိုက်တော့ဒီတကအဲ့ဒီကြောက်စရစ်ခဲကိုနေမိသူကသူမဖြစ်တယ်အမေဟုတ်တော့သူပါထဖို့ပြင်လိုက်ပြီးမှခါလေးကော့ပြီးပြန်ကျလာတဲ့အလွမ်းရောက်ကိုကြည့်ပြီးဗက်ဆက်အဟောင်းသားနဲ့သူလှမ်းထိန်လိုက်ပြီးမယ်သူ့ကြောပြင်လေးအစ္စလမ်ဝေးသွားရတယ်အာသိပါပြီဗျာမရရသေးဘူးနှိမ့်ဆက်နေတယ်အော် sorry ပါတို့ဒီကြောက်ဘယ်နာသွားလဲဟင်မမဆေးလူပေးမယ်လှက်ကနေသုံးမိလိုက်ရှာမှသူ့နာတဲ့ချုပ်သားသွားတာကိုအလွန်တတိမမှုမိသေးပေမရဘူးကြောက်ကောင်ပုံသွားပြီထင်နေမျက်လုံးလေးကကလဲကလဲနဲ့သူမကိုအသာခိုးကြည့်ပြီးကြောပြင်ကိုမမိတမီပုတ်ကမျက်နှာတစ်ခုလုံးအမောင်ချရှုံးမဲ့ထားလေတယ်ဟန်ဆောင်နေတာသူမမရှိမီစိုးရိမ်နေတဲ့မျက်နှာလေးကိုသူအနီးကပ်ကြည့်ပြီးကြည်နူးစိတ်တွေဖြာရင်သူမတွဲခွေရာသူပါလာခဲ့တယ်ဒီလိုကြနူးညံ့တတ်တာပဲငါမမကမနက်ထဲကတငယ်ချင်းနဲ့အပြင်သွားမယ်ဆိုပြီးထွက်သွားတာအခုညနေဆောင်မှပြန်လာတာကြောင့်မေမေကပွားစီနဲ့စူးညံ့နေတယ်တခါမှတစိမ့်ယောက်ျားအိမ်မသွားဘူးပေမဲ့လို့အဲ့ဒီကောက်လေးစီသွားတာမပြောချင်တာထက်မပြောရတာဆိုပုံမှန်နေသူကတော့ပြောလိုက်လို့မှားထားပေမဲ့ဒီတိုင်းလေးအဆုခံလိုက်ရင်အပြစ်ကပိုကင်းမယ်မလားဟင်းချက်တန်းလန်းနဲ့စာအချုပ်မဟုတ်ဘူးလေလှမ်းယူရင်ထော်သိမ်မွေစူးလို့မပြီးသေးပါမနေ့တည်းကအလုတ်ကပြန်လာခြင်းတွေကသူမကိုအတန်တန်မှားထားတယ်။နာနဲ့ကြရင်ဒေါ်ခဝါစီဟန်တာပို့ပေးပါဆိုတာကိုအပြစ်လုပ်ပြီးသူမဟုတ်တယ်လို့ကုတ်ကုတ်လေးထိုင်းနေတယ်။ကြည်လေကြည်စူလဲစူနေချိန်မှာကောက်ကငယ်ကသူမအနာရောက်လာတဲ့သမီးဖြစ်သူကိုမရှိမပြုံးမျက်နှာနဲ့ဘာလာချမ်းပါလဲ။မနေ့ပြန်တပတ်ခါဆိုမင်္ဂလာပွဲကရောက်တော့မယ်။ခလေးစမနေနဲ့အလံညီပပေတို့အခုတည်းကသူ့အလောက်ကလူတွေကိုဖိတ်နေပြီ။ညီဒီပွဲပြအောင်လုပ်လို့ကတော့မေမေစိတ်ဆိုမှာမေမေကလည်းအလွမ်းမသူ့ကိုမချစ်တာပြီးတော့အလွမ်းထငါးနှစ်တောင်ငယ်တာကြီးရင်မီငယ်ရင်ချီတဲ့အလွမ်းကသူ့ကိုချီရမှာလားပြောအောင်မဲကြည်ကြည်စကားတွေမပြောနဲ့ကောင်လေးကညီကိုလည်းချစ်တယ်သူ့အမေကော်မတီကိုလည်းဥဆောင်စာပြုတ်နေပြီရုပ်ရည်ပညာဘာမှပြောစရာမရှိဘူးတန်နန်းပွဲတွေကလည်းအသက်ရွယ်နေမလိုက်ပုံနေတာအဲ့ဓာတွေထက်ဒီကောင်လေးကရီးစားတဲ့အများကြီးထားတာမေမေရဲ့တော်စံမိအလွမ်းရောင်ညီးစင်ကျင်တွေအခုရက်တချိန်ကရီးစားထားတဲ့အခုကင်းရှင်းနေပြီညီးကိုနှုတ်လို့မရရင်အပိုင်တက်ထားတဲ့အစီအစဉ်တွေကရုံထွက်လို့မရမှာအလွန်သိလိုက်ပါပြီမေမေကလည်းဘာလို့အတင်တဘောတူနေတာလဲမသိပါဘူးဖေဖေကလည်းအစီအစဉ်ထဲကပဲဆိုတော့လွယ်လန်းကိုမမြင်နိုင်တော့ဘူးငါထက်ငယ်ရင်မကြိုက်ဘူးလေရှောက်ထွေးနေတဲ့စိတ်တွေကိုလေပူတွေမော့ထုတ်လိုက်ပြီးငါဟင်ချက်မဲ့မေမေအတွက်ခရမ်းချင်သည်ကူလှီးပေးလိုက်တယ်ညနေစာမိလောက်တယ်သွားဖို့အပြန်လင်းလက်လေးနဲ့အတူလားတစ်ချက်လို့အမေရလာပြီးနောက်စူပုတ်ပုံနဲ့ဒေါ်ခန့်ဝါတို့အိမ်စီရောက်လာခဲ့တယ်အိမ်ထဲရောက်တော့ဒေါ်ခန့်ဝါနဲ့အရင်တွေ့လိုက်ရလို့ရှင်တော်မှုတွေအနေငယ်လျော့သွားတယ်ကြီးမားလာတဲ့နှစ်ထပ်အိမ်ကြီးကဒီခေတ်ဒီဇိုင်းဆက်နှဲမှုလှပထဲပါတယ်ခြံထဲကမြက်ခင်းတွေသာရှိပြီးတချို့အိမ်ကြီးတွေမှာထားသလိုနှိစီပန်ဘာပန်းကျယ်လို့မရှိပေမြင်သူတိုင်းမျက်စိအေးစေတယ်ညနေချက်ကတောင်းထက်မိပန်းကြီးကိုတစ်ချက်မောကြီးကနှခမ်းလေးစုပြီးမျက်ခေါင်းလေးပင့်မိတယ်အပြည့်ရောင်နဲ့နွေးနေရောင်ရောဆက်ထားတဲ့ဆေးရောင်တွေကလည်းမျက်စိကိုအေးစေတယ်အပြည့်ရောင်ဆေးကိုပေါ်လွင်စေတဲ့အနီရောင်ဂတိပါခင်းကြီးကနင်းလိုက်တိုင်းခြေချောင်းလေးတွေကိုနှွေးကျင်စေတယ်ရှုကန်းပချီကချက်တွေကနံရံတိုင်းမှာလှပစွာရှိနေတယ်အားလုံးကသူ့နေရာသူ့ပုံစံနဲ့လိုက်ဖက်မှာအပြည့်ပဲအိမ်တလုံးလုံးကိုငေးကြည့်နေခြင်းကအင်ကြီးလက်ခောက်ရင်လေကားပေါ်ကဆင်းလာတဲ့လင်းလက်ကျဲကိုမြင်မိပြီးချက်ချင်းမတ်တက်ရှက်လိုက်တယ်။သားဖြစ်သူလာရကိုမြင်ပြီးပြုံကြည့်နေခြင်းကတစ်ဖက်လှည့်လိုက်တော့ပြန်ဟန်ပြစ်နေတာကြောင့်မျက်ခုံးတန်းတွေပင့်တက်သွားရတယ်။သမီးလေးထိုင်မအောင်ကွယ်စောစောကတိမ်မွေဖုံးဆက်တယ်။သားနဲ့အတူပြန်ထည့်ပေးလိုက်ပါတဲ့။လေကားတက်တွေအစောကြာစကားတီတိုးတန်တွေကြားလိုက်လို့ကြည့်လိုက်မိတဲ့အချိန်သူ့ကိုမြင်မှပြန်မဲဆိုတဲ့သူမလေးကိုသူအသက်ရစွာကြည့်ပြီးမိမိစကားကြောင့်ပြန်ထိုင်လိုက်တဲ့သူမပေသူပိတ်ထိုင်လိုက်တယ်ဟုတ်မှာပါရှိလေပခေါင်းချင်းတိုက်ကမျက်စိတစ်ဖက်မှိတ်ပြီးမေးလိုက်တော့သူ့ကိုမြင်တဲ့ကတောင်လောက်နေတဲ့နှလုံးသားတစ်ခုလုံးကျဉ်းမြောင်သွားတယ်လို့အသက်ပင်မရှိရဲ့ရှေ့လည်းထက်မရနောက်လည်းစုံမရ
ကြောင်ပိန်မိသွားတာကြောင့်ကတ်လို့ရသလောက်နောက်နဲ့ကတ်လိုက်မိတယ်။ဒါပေမဲ့ကိုသိန်းနှံတွေကနီးကပ်နေစေ။အန်တီအလွမ်းပြန်တော့မယ်။မောင်လဲမောင်နေပြီဆိုတော့မောင်နေပြီဒီမှာအိတ်လိုက်တော့မအိတ်ပါဘူး။တို့မေကအဲ့လိုဆိုတတ်လိုက်မယ်။နောက်ဆိုကျွန်တော်နဲ့တကယ်တည်းနဲ့အိတ်ရရင်ရောမေမေကတတ်မှာလား။ဒေါက်ခဝါကတားဖြစ်သူစကားကြောင့်ပြောင်းစီစီနဲ့တစ်ဖက်လှည့်သွားတယ်။အလွမ်းမှာတော့ဟိုဘက်လည်းလှည့်မရသူ့ကိုလည်းမကြည့်ရင်မို့ခေါင်းလေးသာငေါ့ပြက်လိုက်တယ်။ကဲပါပြက်မယ်လားဒီညမမတို့အိမ်မှာကျွန်တော်အိမ်မှာနော်လက်ကောက်ဝစ်ကိုဆွဲထုတ်လိုက်လို့ရှုံးလည်းမရှုံးရင်တက်တန်လေးပါသွားရတဲ့အလွမ်းကားတဲ့ရောက်တဲ့အထိဘာစကားမှမပြောဒေါက်ခဝါကိုသူ့လက်ထဲကနေမနေနှုတ်ဆက်လိုက်ရတယ်။ဒီကောင်လေးတစွတ်ထိုးပါလားဖေဟာငါသူနဲ့ပြန်ရမှာချခဲ့အနက်နဲ့ပေါင်းပြီးအနက်ကိုလိုက်ဖက်စွာသူဝစ်ဆန်ထားတယ်။စပင်တူတူနဲ့ညှို့ငင်အားကောင်းလုံးနဲ့မျက်ဝန်းနှက်နှက်တွေနဲ့စုံမိတိုင်းအလွမ်းကသာအရင်မျက်နှာလွှဲလိုက်ရတယ်။နှာရင်ချော်ပြီးပါရုပ်ပြပြလေးနဲ့မတင်မကျဲနှစ်ဖူးလေးနဲ့ခပ်ပါနီညိုရောင်နှကန်းတွေကိုသူနဲ့လိုက်ဖက်အောင်ပိုင်ဆိုင်ထားကချောကျင်တိုင်းချောင်းမွနေတယ်။လေးလက်သူ့ကိုအခုထိအကြည့်မလွှဲသေးတဲ့မမကိုကြည့်ပြီးစောင့်ကျင်တာကြောင့်အနာတိုးကပ်လိုက်တယ်။ဟဲနောက်ရှုကားထဲမှာဘယ်သူမှမရှိဘူးနော်အနာကပ်ပြီးမျက်စိတစ်ဖက်မှိတ်ပြပြီးပြောနေတဲ့သူကိုအလွန်စမကြည့်ရဲတော့ပြီးကားထဲကဆင်းဖို့ပြင်လိုက်တယ်ကားတကဖွင့်တော့မဲ့လက်တွေကိုလှမ်းဆွဲလိုက်တဲ့အချိန်ဘတ်ပုတ်ကိုအားပြုကင်ထားတဲ့သူ့လက်ချော့သွားပြီးသူမကိုလေးကိုတင်ကြုံဖတ်လိုက်တဲ့အနေအထားဖြစ်သွားတယ်သူရှင်ခွင်ထဲရောက်သွားလို့အလွန်ချေပြလက်ဖြားတွေတောင်အေးဆက်နေရတယ်သူမလေးအဖြစ်ကတိတာလွန်းနေလို့ရေခုန်နေတဲ့သူလည်းမျက်နှာတီးသွားကတဖြည်းဖြည်းသူ့နေရာသူပြန်ထိုင်လိုက်တဲ့အထိသူငြိမ်နေစေမိုးကလည်းမှောင်နေပြီးမို့အလွန်ပြောလဲပြောချင်းဒါပေမဲ့စောစောကအဖြစ်ကမျက်နှာလေးကိုရင်းနေစေခဲ့တယ်သူမျက်နှာနဲ့ဒုတိယအကြိမ်ဆုံးဖို့ဆိုတာမဖြစ်နိုင်တဲ့အရာမှတ်လားရှစ်တက်တက်ကိုသာကြည့်နေတဲ့မမကိုသူမသိမသာရှက်ပြုံးလေးနဲ့စပင်တွေထိုးဖွာပြီးကားတော့ပေါက်ကိုတခါမှမမြင်ဘူးသလိုလိုက်ရှာနေမိတယ်တကြကြတပုတ်ပုတ်နဲ့ဘတ်ပုတ်ပေါ်ရောထိုင်ကောင်အောက်တွေပါသူရှာနေတာကြောင့်လှည့်မကြည့်လို့မရတော့တဲ့အနေထားမှုအလံလှည့်ကြည့်လိုက်ပေမဲ့သူနဲ့မျက်နှာချင်းဆောင်ဖို့အင်အားတော့မရှိသေးပါမင်းပါရှာနေတာလေကားတော့တွယ်လန်တွေ့သွားတဲ့ချိန်မရှိမနှောင်းမှာတော့ဘယ်ကျွန်းနာတဲ့အတန်လေးကြားလိုက်ရတယ်မရှာတွေ့ပြီမိမများစွာနဲ့လင်းလက်တွဲဖို့ပါတယ်ဒါပေမဲ့ရှင်းကောင်းမှုဆိုတာစာအုပ်လောက်ပင်သူဖတ်ဘူးရာသူမနဲ့တွေ့မိတဲ့အချိန်ကစပြီးသူ့ကိုယ်သူသိလာတာရှင်းကောင်းတက်နေပြီဆိုတာသူမနဲ့တွေ့တိုင်းသူရှက်တက်လာတယ်အချစ်စမအချိန်အကန့်အသတ်နဲ့မဆိုင်ဘူးဆိုတာကပင်သူသိသွားပြီလေအချိန်ခဏလေးအတွင်းမှာအလွမ်းတို့အိမ်ကိုရောက်လာခဲ့ကြပြီးသူကကားပေါ်ကဆင်းလာတာမို့အိမ်ထဲဝင်ခံပြီးအလွမ်းလှည့်ပြီးတော့မေးလိုက်တယ်သူပြုံးပြီးပြန်ဖြေတာကအလွမ်းမျက်လုံးပြူးသွားရလေတယ်မောင်မနဲ့အိမ်ပါလေဟုတ်တယ်အစားကမအိပ်ဘူးစဉ်းစားထားတာဒါပေမဲ့ကားပေါ်မှာကျွန်တော်ကိုစကားမပြောဘူးဗျာအဲ့ဒီအတွက်နေအောင်မင်းအိတ်ချင်လို့အိတ်လို့ရတယ်ဒါပေမဲ့ကားထဲမှာပဲအိတ်မမရဲဆုပ်လိုက်တာဗျာခြံထဲကအတန်ကြားနေကြလို့သမီးတို့ပြန်လာပြီဆိုတာဒေါ်သိမ်မွေသိတယ်ဒေါက်ခန့်ကဖုံးဆက်ထားလို့သားလေးပါလာမှာဆိုပြီးပြင်ဆင်စရာရှိတာပြင်ဆင်ထားပြီးသားဥပရိယကတော့ထမင်းပကံတွေကုချပေးနဲ့အဲ့လောက်သဘောတူနေကြတယ်စင်းလာခြင်းအမေနဲ့သူ့ကိုအော်ပြီးအိမ်ပေါ်တက်ဖို့အပြင်ဒေါ်သိမ်မွေးနဲ့ပပင်တိုးသွားတယ်ဟဲ့ခလေးတွေလည်းမဟုတ်ဘူးဘယ်နဲ့အော်နေကြတာတော့မအော်ပါဘူးမမေရအလွမ်းပိုက်စားပြီးထမင်းစားမင်းအလွမ်းကလေးလက်ကိုမမေခေါ်နေမှဆိုလို့အတင်းအိမ်ထဲဆွဲခေါ်နေရှာကအမေကလေးလက်ကိုချစ်ဖြစ်အောင်ကြည့်နေသေးတယ်ပြီးတော့သားလေးလက်လာလေမေခက်ဆက်ဆန်ဝက်လာတဲ့ပန်းနူရောင်လာအခေါ်အလွမ်းလည်းပြင်ဆင်ပြီးတာကြောင့်အလုပ်ကိုတူတူသွားခဲ့ကြတယ်အလွမ်းအလုပ်မှလည်းစိတ်မပါခဲ့သလိုအိမ်ရောက်တိုင်းလည်းနီးစပ်လာတဲ့မိဂလာပွဲအတွက်ရှင်တောင်းလာလားရင်ခုန်လာလားမသိနေ့တိုင်းညနေဘက်လိုသူရောက်လာတတ်တယ်လို့ဖေဖေနဲ့မေမေကလည်းအလွမ်းကိုစကားသွားပြဖို့တိုက်တွန်းခဲ့တယ်မနေ့တိုင်းလည်းသူအလုပ်ပို့တယ်လို့အလုပ်ကိုလည်းလာကြတတ်တယ်ပြောလည်းမရဘူးသူကတစွတ်တိုးဆန်နေမှလားဒီနေ့တော့သူအလုပ်လိုက်မပို့တာကိုတွေးပြီးအလုပ်ရောက်လာတာတခုခုလုံးနေတယ်လို့ခံစားနေရတယ်ဘဲချိန်တွေကသတိထားကြည့်နေတယ်မသိတဲ့ပန်းနုရောင်ကအလွမ်းပုံစံကိုရိပ်မိပြီးလောင်တလို့စောက်တလို့လှုပ်လာက
မကြခင်တော့ရတော့မယ်လင်းတော်မအကြောင်းစဉ်းစားနေတာလားမိအလွမ်းဟာမဟုတ်ပါဘူးနင်းတော့စိတ်ရင်းစာအုပ်ကိုအဆက်ပြေဆွဲကန်လိုက်မိပြီးဘောပင်ကိုယူပြီးမပြီးသေးတဲ့စိတ်ရင်းတွေရင်းနေရတာကိုပန်းနီရောင်ကကြည့်ပြီးမတွမကျန်ရှိတန်နေနင်းဟဲဘောပင်ကပြောင်းပြန်ကြီးဟာသူပြောမှတတိထားမိတယ်ဟုတ်ပါရဲ့ဘောပင်ပြောင်းပြန်ကြီးနဲ့ဘာတွေရှိပြီးဘာမှမပေါ်တာကိုမရှက်မနာရင်းနေတဲ့ကို့အဖြစ်ကရှင်နေရှိခြင်းစရာဟာပန်းတို့နေသွားတော့ဟာအမှန်ကိုဖုံးဖိနေခြင်းကပန်းတို့ရောင်ရဲ့ဟာတိုက်ရှိမှုစကားနိုင်မှုတွေကြောင့်ဖုံးရင်ပေါ်ပင်ဘောပင်နဲ့ရှယ်ပြီးလူကိုအတင်မောင်းထုတ်နေတာကိုပန်းတို့ထက်ရှိရင်ရှင်လက်ဆောက်ကိုဖြတ်ပြီးဟဲ့ဒီနေ့တစ်ထည့်အသက်လာမှာနော်စီကံကြီးတယ်တဲ့ကြီးငါမောင်နဲ့တိုင်မှာငါ့ကိုစုရင်ဟဲဝါပေါ်လာပြီမတိစိတ်ကခိုးချစ်နေတာနင်းတော့အဲ့လိုထပ်မပြောနဲ့တော့ဟာအေးပါမကြခင်အချိန်လေးတွင်ရောက်ရှိလာတော့မယ်မင်္ဂလာရက်မြက်လေးမှာအလွမ်းကိုသိချစ်တန်ဖိုးထားပါတယ်ဆိုတဲ့လဲလက်ကိုမြည်သည့်အချိန်ကလေးကရင်ခုန်နေမိတယ်စဉ်းစားမရခဲ့ပါအေးပေါ်လို့ပြောပြီးအလောက်ဆက်လောက်နေတဲ့နှာတန်ချွတ်ချွတ်နဲ့မျက်ခုံးပေါ်စပင်တဝက်အုပ်ချနေတဲ့ပန်းရောင်ကိုကြည့်ပြီးအလွမ်းပြောင်းစီနဲ့စကားဆလိုက်တယ်ဒီတစ်ခါအလွမ်းအလဲလို့မှတ်ချက်ချပြီးဟဲ့မိပန်းရောင်ဘာတော့ပန်းလေးရောင်ကအလလို့ရင်လက်မကြည့်ပဲထူးနေတာမို့နင်းကိုရရင်ပိုးနေတာဆိုငါသိတယ်နော်ကောင်မအဲ့ဒီခါမှပန်းလေးရောင်အလွမ်းပတ်မဝိမရဲလှည့်ကြည့်လာပြီးပြင်းကြောင်နဲ့ဘာလဲဖြစ်ရမယ်မျက်နှာလေးရေကနေဖြစ်သွားပြီးတစ်ဖက်လှည့်သွားတဲ့ပန်းလေးရောင်အနာကတ်ထိုင်လိုက်တယ်ဆောင်းလက်ခုံမို့ရွှေရပြုတ်ရလွယ်တယ်မှတ်လားဟဲ့ညီအဲ့လိုညီလို့သွားတထဲလာရင်အလောက်ထုတ်ခံရမယ်စောစောကအလွမ်းကိုစားနောက်တဲ့ပုံစံမဟုတ်တော့ပင်အမှန်တရားကိုမသိမသာဘူးခါနေပေမဲ့အလွမ်းကသူ့ရဲ့အရင်ခောက်တငယ်ချင်းမှလားထုတ်ပါစေတော့နေရဲရင်ကိုရင်ခုန်နေမှလားစိတ်ကူမမှားနဲ့နော်ရဲရင်ကရီးစားလည်းမပွေမရှုပ်ဘူးတင်းငိမ့်နေဟာမိအလွမ်းနေသွားတော့နော်မသွားဘူးရှင်ဝင်ခံမခံဘူးနှစ်ယောက်တီတူစကားကပ်ပြောနေကြရင်သူတို့နေရာစီအနောက်တန်းဝစ်ဆောင်အနက်ရှာနဲ့လူတယောက်ဝဲလာတာကိုတတိမထားမိတဲ့လူတွေအားလုံးကတော့ဝဲလာတဲ့အရက်မြင့်မြင့်စမဲ့ကြကြလူကိုအယုတ်သေးပေးနေကြတယ်အားလုံးထဲမှာနှစ်ယောက်တည်းမထီမဲ့ပြင်ထိုင်နေကြတာကြောင့်လက်ဟန်နဲ့သူတို့အားလုံးကိုထိုင်ခိုင်းလိုက်ပြီးစကားမပြတ်သေးတဲ့မိမလှနှစ်ဦးစီလိုက်ပိုက်ကြည့်နေမိတယ်ခတ်တူစကားတန်တွေတိတ်သွားတာကိုတန်နှစ်ယောက်ကတတိထားမိတာကြောင့်ကြပြူနင်တို့ဘာလို့အတန်တိတ်သွားတာလဲစကားတန်မဆုံးခင်ရှေ့ကအနက်ရောင်မတ်ဆက်ထားတဲ့လူကိုမြင်ပြီးတော့မျက်လုံးပြူးသွားတယ်အဲ့ဒါကိုအလွန်တတိထားမိပြီးချက်ကနေလှည့်ကြည့်တော့နှစ်ယောက်လုံးမှအလွမ်းကိုစစ်စစ်ကြည့်နေကြတဲ့လူကြောင့်အသာလေးကိုနေရာကိုပြန်ရွှေ့ကခုံပေါ်ကောင်းလေးစောင်းတင်ပြီးတိုင်ထားတဲ့စိတ်ရင်းစာအုပ်ဖိုင်လေးနဲ့သူ့အကြည့်ကိုအန်ထုတ်လိုက်တယ်အဲ့ဒီခါသူကမစ္စတာအလွမ်းရောင်လာပါအောင်ဗျပန်းတို့ရောင်လောက်ပါကျွန်တော်လာခေါ်ရမလားဗျာဖိုင်လေးကိုစပွဲပေါ်အသာတင်ပြီးရှုံမမဲ့မျက်နှာလေးကိုပြင်လိုက်ကသူ့အနာသွားလိုက်တယ်အားလုံးညင်သက်နေပြီးတော်များမလှုပ်ပြီးအလွမ်းစီအကြည့်တို့ပုံနေကြတယ်အလွမ်းပိတ်ကလူကိုလည်းမကြည့်ရဲသလိုထိုင်နေတဲ့လူထဲကပန်းတို့ရောင်ကိုသာအာကိုတကြည့်ကြည့်နေမိသေးတယ်ကျွန်တော်ဒီဘက်မှာခမတထေးဆိုလို့အသက်ကြီးကြီးဘိုက်ပူပူထင်ခဲ့တာငယ်ငယ်လေးဖြစ်နေတော့ပို့ပြီးတော့မျက်နှာပူရတယ်သူပြောမှအလွမ်းမဝတ်မရဲလှည့်ကြည့်လိုက်တယ်မတ်တက်ထားပေမဲ့မြို့အားကောင်းတဲ့မျက်ဝန်းတွေနဲ့အားကိုးရမဲ့နေတဲ့မျက်ဝန်းတို့ထိတ်ထိတ်ဆုံလိုက်တဲ့အချိန်အလွမ်းမျက်နှာလေးငုတ်သွားတယ်စောစောကစကားပြောတော့ကအဲ့လိုကောင်းမငုတ်နေဘူးနော်အနာထက်ကပ်ပြီးမင်းနဲ့ထက်ကြားလေတန်နဲ့မေးလိုက်တော့အလွမ်းအထိတ်တလန့်အနောက်ဆုတ်သွားရာသူ့ခါလေးကိုပိုင်စိုးပိုင်နဲ့ဖတ်ဆွဲလိုက်လို့သူ့ရှိခွင်နဲ့အလွမ်းကိုယ်လုံးလေးတိတ်ခနဲ့ဝင်သွားတယ်အလုံးအသက်မရှူရဲကြဘူးအဲ့ဒီအထဲမှာပန်းတို့ရောင်မျက်လုံးပြုတ်ချမတက်ပြူးနေတယ်အလွမ်းသူ့ရှင်ဘက်ကိုတွန်းထုတ်ခြင်းပေမဲ့ကိုတထေးဆိုတာသိနေတာနဲ့အလုံးပြုတ်မှစိုးတာလည်းတွင်းမိပေမဲ့မတိမတာခွာလိုက်တယ်အသာတကြီးရောင်ထက်လွယ်အောင်သူလှုပ်ပေးလိုက်တာကြောင့်အလွမ်းပင်နည်းနည်းခွာလိုက်တယ်အခုချိန်ထိအလွမ်းအသက်မရှူရဲသလိုအောက်ကလူတွေကိုလည်းမကြည့်တော့ပဲခေါင်းသာငုတ်ထားမိတယ်အောက်ကလူတွေအလွမ်းကိုလှောင်ရင်းနေနိုင်တယ်မဟုတ်လားအခုချိန်ထိခေါင်းပြမမော့လာသေးတဲ့မိန်းကလေးကိုကြည့်ပြီးသူပခုံးကနေဆွဲလဲလိုက်ပြီးမျက်နှာချင်းဆိုင်စေတယ်
လှဲ့လာတဲ့အလွန်မဝတ်မရဲလေသူဝင်နှမ်းများပတ်တစ်ဖက်လှည့်ကြည့်ပြီးရင်ခွင်ထဲကတခုခုနှိုက်နေရှင်နဲ့ကျွန်တော်ကဦးတီကြီးရဲ့တူတီတော်သားလင်းလက်ကျပါဒီကမမကကျွန်တော်နဲ့မကြခင်လက်ထပ်တော့မဲ့သတို့သမီးလောင်းလေးပေါ့အခုတည်းကတထေးခုတော်တို့ခေါ်ဖို့ကြိုတင်ပြင်ဆင်နိုင်အောင်ပါပြပြဆူဆူဒူးထောင်ချလိုက်တဲ့သူကိုရှန်တွေးဖို့မျက်လုံးလေးပြူအန်လေးစိတ်ခဲလိုက်ခြင်းဒူးထောင်လိုက်ရက်ပင်ကတိပါဘူးနှက်ပြရောင်လေးဖွင့်ထုတ်ပေးနေတဲ့သူကြောင့်စူဖို့ပြန်လိုက်တဲ့နှကန်းလေးကိုသိမ်းဆဲလိုက်ရတယ်ပန်းနူရောင်အပါအဝင်အလွန်ခွန်ပြုတ်ဖို့အသိဝန်ထမ်းတွေအလွမ်းကိုလှောက်ရဲနေမလားဆိုတဲ့အတွေ့ရောအခုလောက်ရဲကြောင့်ခေါင်းတွေလည်းပူရှက်လည်းရှက်နေဘာလို့ရဘာကန်ရမယ်မသိတော့လို့အဲ့ဒီနေရာကထွက်လာလိုက်ရင်အကောင်းဆုံးပဲလို့တွေးမိပြီးခေါင်းလေးကောက်ကဆင်းဖို့အပြင်သူမဘာလို့တော့မယ်ဆိုတာကြိုတင်သိလိုက်တဲ့လင်းလက်ထက်ကနေထလိုက်ပြီးလက်ကိုလှမ်းဆွဲလိုက်တယ်ပြီးတော့ခါလေးဆောင်ပြီးနှာခေါင်းစီးကိုချက်ကဖမ်းထားတဲ့လက်ကိုဆောက်ဆွဲလိုက်ကရှီခွင်ထဲရှောက်လာတဲ့အလွမ်းကိုသူမိုးကြည့်ပြီးမေဖျားလေးကနေဆွဲယူမော့ကမျက်နှာချင်းနီးကပ်စေလိုက်တယ်ပန်းနုရောင်ရှင်သက်ရှုမော့ဖြစ်နေတယ်အားကြချီကျိုးတန်တွေကလည်းအတိုင်းသားပါလင်းလက်ရှီခွင်ထဲကအတင်းရုံထွက်နေတဲ့အလွမ်းကိုစစ်စစ်ကြီးကပြုံးပြပြီးမမကကျွန်တော်လှုပ်ချင်တာကိုမလုပ်ပဲအောက်အီးထားတဲ့အရာကိုလှုပ်ဆောင်နေတာကိုနှစ်ယောက်ကြားလေးတန်းနဲ့သူပြောလာခြင်းဖြစ်တယ်သူအပြောကြောင့်ခေါင်းထဲလှည့်သွားပြီးမျက်လုံးတွေကသူ့မျက်နှာပေါ်ရွက်လျာရင်ဘာအတိတ်ပဲဆိုတာအပြည့်အလွှာစဉ်းစားနေဟန်အလွန်သူ့ရှင်ဘက်ကိုလက်တစ်ဖက်နဲ့တွန်းပြီးသူချုပ်ထားတဲ့လက်တစ်ဖက်ကိုလည်းခါယုံနေတာမို့မလှုပ်ပေးပဲပို့ပြီးချုပ်ဖက်ထားကဝန်ထမ်းများပတ်လှည့်ပြီးကျွန်တော်ကိုမြင်ရင်အမြဲရှောင်ထွက်ပြေးတဲ့ဒီမိန်းကလေးကိုအခုပုံစံနဲ့အလိုက်ဖက်ဆုံးကဘာလို့သိမ့်လဲမင်းဘာလို့မလို့လဲလှုပ်ဖဲအလုံးထမယ်လှုပ်အလောက်ကထွက်ရမှာပါဝန်ထမ်းရှာတို့ကနေမောင်းနှလုံးသားတွေကအလုတ်တွေလှုပ်ပေးဖို့စနီးရှာတို့ပြောင်းပေးမှာနန်းပါဟေးအလွမ်းအနန်းခံလိုက်ဘာလူအများကြားမတ်တက်ရရင်ကြည်နူးစာပြောနေတဲ့ပန်းနူးရောင်ကိုကြည့်ပြီးပိတ်အော်ပြလိုက်တော့ပန်းနူးရောင်ငူငူလေးပြန်ထိုင်သွားတယ်မလှုပ်ပေးပဲအတင်ငေါကြည့်နေတဲ့သူ့ကိုမင်းမလှက်ရင်တထေးတွေပါရဲစိတ်မဝင်စားဘူးပါရှိမှနော်နေလက်ဟာကျန်းလာကြည်လားအဲ့ဟာမျိုးကိုတွေ့ကျင်နေတာကဲမမကရှက်နေတာကိုအလုပ်ကိုဆက်လုပ်ကြနော်ကျွန်တော်တို့သွားလိုက်ပါအောင်မေခင်ဗျဝန်ထမ်းတွေပဲလှည့်ပြီးစကားဆုံးအောင်ပြောပြီးတာနဲ့သူအလွမ်းကိုပွင့်ချီသွားတယ်ရှက်ကန်နဲ့အော်ဟစ်ပြီးအလွမ်းပေါက်သွားလေတော့တယ်ရုံးကနေရှာမှသူအလွမ်းကိုဆိုဖာပေါ်ထိုင်စေပြီးအပေါ်ကအုပ်မိုးထားတယ်အလွမ်းရှင်တဲ့ရီခုံတန်တွေပြောင်းဆန်ကုန်ပါတယ်ကြောက်လဲကြောက်ရှက်လဲရှက်ဖြစ်လို့သူ့ကိုလည်းမကြည့်ပဲရင်မက်ကိုလက်သီးဆုပ်လေးနဲ့ကာထားပြီးမျက်နှာလေးတစ်ဖက်လှည့်ထားတယ်သူရှက်နေတဲ့ပုံစံလေးကိုသဘောကျစွာစိုက်ကြည့်ပြီးလက်တစ်ဖက်ကမျက်နှာပေါ်ကဆက်နွယ်တွေကိုလက်သက်ဆက်စီတပ်ပေးနေလိုက်တယ်မောက်ကိုဟမ်မဆောင်ပါနေတော့မမရေချစ်လုံလို့ယူတော့မယ်ဒီကုမ္ပဏီကိုဦးစီးတော့မှာကမမကြောက်ပါမမကိုမောက်တင်းတောင်တက်ထားခြင်းနေမငင်းပါနဲ့ငင်းရင်ခိုးပြင်းပါနော်အလွန်ကြံတလောက်တက်တိလေးတွေနဲ့သူ့ရင်ဘက်ကိုတွန်းပြီးမတ်တက်ရက်ဖို့ပြန်လိုက်မှလက်မောင်းရှင်နှစ်ဖက်ကိုဖိကင်ပြီးဆိုဖာပေါ်ပြန်လဲချခြင်းခံလိုက်ရတယ်ပြီးတော့အပေါ်ကသူ့မျက်နှာကြီးပိုပြီးနီးကပ်လာလေတယ်ဖဲပါကျိုးစားကြည့်လေရှိတက်တက်ပြောပြီးမျက်နှာမှာနီးတထက်နီးလာတယ်ညှို့အားကောင်းတဲ့မျက်လုံးဝိုင်းတွေနဲ့အကြီးတို့စုံမိသွားရှာအခိုက်တန့်ပတ်ဝန်းကျင်တစ်ခုလုံးအကြတန်ပင်မကြားတိတ်ဆိတ်သွားလေတော့တယ်မမသွားခွာဆိုပါထက်ကနေသူ့နမ်းလိုက်လို့နှခမ်းလေးဖိကြိုက်ပြီးရှက်ရိတ်ခိုးနေတဲ့မမကြောင့်စိုးရိမ်ပေမဲ့ပုံစံလေးကြောင့်ရည်ကျင်မိနေတာအမှန်ဒါပေမဲ့လည်းလင်းလက်စိတ်ကိုထိန်းထားပြီးပခုံးလေးကိုရုံးထွက်မရအောင်ရင်ခွင်နဲ့ဆွဲသွင်းပြီးဖက်ပြစ်လိုက်တယ်လင်းလက်လှော်လို့မလှုပ်ဘူးကွာမမမောက်ကိုအဖြစ်မပေးမချင်မလှုပ်ဘူးဟာလှက်နော်អော်လိုက်မှာဘာမှတ်နေလဲပန်းစီရောင်နှခမ်းလေးစုရင်အကြည့်ချင်းမဆိုင်ပဲပြောနေတဲ့မမကိုသူအသေးရှားနေမိတယ်ဘယ်တော့မှသူနဲ့ရင်မဆိုင်ခြင်းနဲ့မမကြောင့်ပညာတော့ပေးမှရမယ်မမမောင်မျက်နှာကိုမကြည့်ဘူးနော်ရတယ်မမရင်မဆိုင်လဲမောင်မျက်နှာကိုကြည့်မယ်လို့မပြောသေးသေး၍နမ်းမယ်โอเคစမယ်ပြောဆူသူမျက်နှာငုံမိုးလာတာကြောင့်အလွယ်မျက်နှာလေးရဲတုတ်သွားပြီးနမ်းဖို့အသင့်ပြင်နေတဲ့သူနှခမ်းဆူကိုသူမလက်ဝါးနဲ့အုပ်ကာရင်လက်ပင်လေးလိန်ထားပြစ်တယ်သူမလက်ကိုချုပ်လိုက်ပြီးဗချိတ်လေးနှိမ့်ဝင်သွားတဲ့အထိသူရင်းနေတယ်အလွယ်နှခမ်းလေးဆူချိတ်ပြီးပူဆက်ဆက်ထားလိုက်တာကိုမထစေခြင်းနဲ့သူက
လက်ကနေပြန်ဆဲချလိုက်တာကြောင့်သူ့ပေါင်ပေါ်ပုတ်ခနဲ့ပြုတ်ချသွားလေကစောစောကထက်သူကြစ်နေအောင်ဖက်ပြီးခံလိုက်ရတယ်။လေးလက်မင်းတော်မေမေတို့နဲ့တိုင်မှာလှုပ်ဒီဇိုင်းတွေတစ်မျိုးထင်ကုန်မယ်။ထမစေပြမမနော်ခင်ဗျာကျွန်တော်ကိုညင်းရင်အိတ်စိတ်ကပ်ပြီးအန်ကျိတန်ကြီးနဲ့ပြောနေတဲ့သူညနာကတီတီနဲ့ရင်ခုန်တန်တွေမြန်းလာလို့နေရာမှာလှိတ်ကနေထားလိုက်တဲ့အလံကိုသူကရှုံးမရှအောင်ချုပ်ပတ်ထားတဲ့အပြင်ရီတန်တွေနဲ့အတင်နှမ်းဆိုင်နေလေရင်အလွန်အတက်နိုင်ဆုံးကနေရင်သူတို့ချစ်စီရေးပွဲကြည်နူးအော်ဟစ်ရီတန်လေးရုံခံနဲ့တရစွာလှမ်းမို့သွားလေတော့တယ်။ကော်မနီအခြေအနေဘယ်လိုရှိလဲအခြေအနေလာကြည့်တဲ့ဦးတီကြီးရုံခံရှိခြေစော်ရက်လိုက်ရာလင်းလက်တကားကိုဖွင့်လိုက်ပြီးဘေးကဧည့်သည်ကိုရီပြကတကားတစ်ချက်လုံးဖွင့်လိုက်တယ်။ဟမ်တကားဖွင့်ဝင်လာတာကိုမျက်နှာချင်းဆိုင်နေတဲ့အလွမ်းကအရှင်မြင်လိုက်ပြီးရုတ်တည်သွားတယ်။ရုတ်တည်သွားတဲ့မမကိုအရှိမပြတ်သေးပဲနှာနန်ချင်းချွန်ကလေတိုင်စီစိုက်နှံနေခြင်းသူမလေးအပြုံးဝင်ကြောင့်သူလည်းငြိမ်သွားတယ်။ချစ်ရည်လူးနေတဲ့ပုံရိပ်ကြောင့်ဦးတီစီမျက်နှာမှာထူပူသွားရပြီးပြုံးနေတဲ့မျက်နှာလေးမဲ့တလူလိုပြုံးမလို့မချီမဆန်ဖြစ်သွားရတယ်။စိတ်ထဲမှာတော့ကိုယ်သာလှုပ်ရက်ကိုယ်ထက်သားနေတော့အံ့ဩနေကြတာအမှန်ဘေးကဧည့်သည်မှာချက်စင်အခန်းထဲကနေထွက်သွားတဲ့အထိသူတို့ပုံစံကရိုနိုင်လွန်နေတယ်။ဦးတီကြီးကဘေးကအဖို့ကိုလိုက်ခေါ်ရှာနိုးရုံခန်းထဲကသူတို့ကိုပဲတားရနိုးနဲ့နောက်ဆုံးချောင်းစိုးတန်ပေးလိုက်ရတော့တယ်။အဲဒီကမှငြင်ကျသွားတဲ့လင်းလက်ကိုကြည့်ပြီးရှက်ကိုရှက်ကန်းနဲ့အလွန်ကိုလွတ်ယုံထားလိုက်ကတွန်းတက်သွားတဲ့အင်ကြီးကိုပြန်ပြူအောင်လုံးနေလိုက်တယ်။ဦးတီကြီးဘာမှမသိဟန်ဝင်လာပြီးလင်းလက်ကသူမကိုတားကြည့်ပြီးစောစောကရုံထွက်သွားတာကိုပင်အမိအရာဖမ်းဆွဲသေးတယ်။ဖေဖေပြတာသနာဖြတ်ဘာရောက်လာခြင်းနည်းနည်းချင်းဆန်သွားတော့ကျက်သက်သွားတဲ့သူကပြောလာတော့ခြေထောက်တွေကိုပင်စမလန်းနိုင်တော့အောင်သူမှတော့ငါသားလေးဘာအခက်အခဲရှိမလဲစိုးရင်စာလိုက်လာခဲ့ရတယ်။ဘာအခက်အခဲမှမရှိတဲ့ပြင်ตาရငင်းညောင်းနေသေးတယ်။ပိတ်ပြောခံလိုက်ရတဲ့သူ့ဖေဖေကိုအလံမသိမသားလေးငဲ့ကြည့်တော့ဒေါသရောင်စိုးနေတဲ့မျက်နှာကအနီရောင်ဘက်ကူပြီးအပြင်သူစီတစ်ခုခုလှုပ်တော့မဲ့ဟန်နဲ့ရောက်လာတယ်။သူအနာရောက်လာတဲ့ဖေဖေကလက်သီးလက်မောင်းတန်းနေတယ်။သူစက်ကနေမတ်တက်ရက်ရင်ဘုံကနေထရက်လိုက်ပြီးမာထန်နဲ့မျက်နှာနဲ့မျက်လုံးချင်းဆောင်လိုက်အပြီးမှာတော့အဖေကျွန်တော်ကိုဘာလို့ချင်တာလဲလင်းလဲချဲတို့ကတဖြက်ဖြက်လက်နေပေမဲ့ကိုပိုင်အလေးဆောင်နေဆိုတာသိထားပါခွေးမာသားဖဲအေကိုမင်းကငါပေကျင်လို့ဒေါသပုံထလာတဲ့ဦးတီကြီးသူ့ကိုထိုးဟန်ပြန်လိုက်တော့မမနောက်ကျော်ပြေးကက်ရှက်လိုက်တဲ့လင်းလက်မမကဲပါအောင်မေယာအားကိုနဲ့မင်းကမိုက်ချင်တယ်ပေါ့မဟုတ်ပါဘူးဦးထဲခဏအလွန်တောင်းပန်ပါတယ်နော်မောင်လေးကိုနားမလုပ်ပါနဲ့တကယ်လုံးဟန်လက်သီးရွက်လိုက်တော့လေလက်အုပ်လေးချပြီးမမတန်တောင်းပန်နေရှာတယ်မမကိုကြည့်ပြီးတကယ်မထိုးပဲစနေတဲ့ဖေဖေကိုပြန်ကြည့်ကနှစ်ယောက်သာအကြီးတို့ဆုံသွားတော့လေထဲကလက်သီးကလေထဲမှာရက်ရင်ကြည့်ကန်နဲ့ကြိတ်သွားတဲ့အန်ကျိတ်မှုလည်းပြေသွားရတယ်အဲ့ဒါနဲ့အတူရီးနေတဲ့လင်းလက်မျက်နှာလေးညှိုးကျသွားရတယ်ဖေဖေနဲ့သူကမတဲ့အတူနေအဲ့ဒါနဲ့နီးတူဒီတမကစားနောက်ပူပြီးဖေဖေတကယ်ထိုးတဲ့ရက်တွေလည်းကြုံရစမြင်ဒါပေမဲ့သူအကြီးမပြတ်ခဲ့ပါထူးထူးဆန်းဆန်းဒီနေ့မှမမသိစိတ်ရဲ့စိုးရင်ပူပန်မှုကြောင့်သူဝမ်းနဲ့သွားပင်ပဲတစ်ချိန်လုံးရှက်ပြီးညင်းနေတဲ့မမအတွင်စိတ်ကပေါ်ထွက်လာလို့သူပြန်ပြီးပြုံးလိုက်မိတယ်မဟုတ်ပါဘူးမငိုတော့မငိုပါနဲ့မမရဲ့ကြောပြမှာအကာအကွယ်ယူနေရင်လက်အုပ်ချထားတဲ့လက်ကိုသူ့လက်နဲ့အုံမိုးကင်ပြီးလေတံတင်တိန်နဲ့ပြောလိုက်တယ်အဲဒီခါမှအကြောက်ကန်မှိတ်ထားတဲ့မျက်ဝန်းလွှာလေးပွင့်လာကသူ့လက်အသက်ရှူချောင်းသွားရတယ်ဖေဖေကသူနဲ့မမတို့ထိုင်းနေတဲ့ဆိုဖာပေါ်ထိုင်လိုက်တယ်စောစောကဖြစ်ရနေမတူတော့ပဲအေးဆက်လွန်သွားတာကြောင့်ဝမ်းနည်းမှုတွေနဲ့အလွန်ကြောက်လေကြောက်နေမိပေမဲ့နားမလည်စွာကြည့်လိုက်မိတယ်အလွန်ဘယ်လိုဖြစ်သွားလဲသိတယ်မောင်လေးကမမတောင်းပန်ပါတယ်ဗျာဖေဖေနဲ့ကျွန်တော်တွေကအဲ့လိုပဲအိမ်မှာအဲ့ထက်ဆိုသိဟုတ်တယ်သမီးလေးငါချီမလေးကငါသားလေးကိုစိတ်ချနေတာသိရတော့လေဟဲမင်္ဂလာပွဲကိုမြင်မြင်လုံးလိုက်ကြရအောင်လားမျက်နှာလေးပင်ပြီးဝေဝဲနေတဲ့မျက်ဝန်းလေးနဲ့လှည့်ကြည့်လာတဲ့မမကရှက်နေပြန်ပါပြီအနီးကမြင်လိုက်ရတဲ့မမမျက်နှာကရိုးရှင်တန့်စင်ချုံမော့နေလေးကနေရဲနေတဲ့ပါလေးနှစ်ဖက်ကိုအသေးရှားလွန်လို့ဖွားဖွားဆွဲညှက်လိုက်ပြီးနှာထိတ်နီနီလေးကိုကြွက်ကနေအလစ်နမ်းလိုက်တယ်အဆက်ကြီးတဲ့မမကဒီလိုအလစ်နမ်းမှာဖေဖေကသူ့မျက်နှာလေးလွှဲထားလိုက်ပြီးမမကသူ့နမ်းလိုက်တာကို
ရှက်ပြီးတော့ရင်ဘတ်လေးတွန်းထုတ်လာတယ်။မမလှုပ်ရှားရှိတာလှုပ်ကြမယ်။ဦးလေးခွင့်ပြုပါအောင်။ဦးတီကြီးလည်းအလွန်ရှက်သွားပုံကိုသိလောက်ပါတယ်။အလွန်ထွက်သွားတဲ့အထိလေးလက်ကြည့်နေပြီးဆိုဖာပေါ်ကအငိတ်ထိုင်နေတဲ့ဖေဖေဘက်ခါတစ်ဖက်ထောက်လဲကြည့်ကချက်ကန့်ကန်ပေကက်ကက်မျက်နှာကိုစောင့်ကြည့်လိုက်တယ်။အချုံမကြတဲ့သားဖြစ်သူကိုဦးတီကြီးကငါနာမင်္ဂလာပွဲအတွက်ငါချွေမအတွက်အလှဆုံးခေါင်းဝင်ဝဲထားဟုတ်ကဲ့ပါအဖေရဲ့ကျွန်တော်မမကိုတဘာဝအလှတွေအားကြလောက်အောင်ပြင်ဆင်ပေးမှာဟမ်ပြောပြီးသူက laptop ကိုဖွင့်နေတော့ဖေဖေမျက်မှောင်ကုပ်ကြည့်နေတာကိုမြင်ပြီးသူများဘာအမားလှုပ်ထားတယ်မလုံမလဲတော့ဖြစ်သွားရှာသေးဘာလို့လဲဖေဖေဘာရမှာလဲသွားဝယ်လေအခုလားအေးပေါ်ဟာမင်္ဂလာဆောင်ရဖို့တငယ်ချင်းတွေရှိတွတ်ပြောပြီးကြောင်လုံးထုတ်နေတဲ့သူကိုအိုးစီကတော့မင်းဟာကလည်းလောနေသေးတယ်ဖေဖေကသူ့ထက်တောင်လောနေသေးအဲ့ဒါကိုသဘောကျစွာပြောလိုက်မိတယ်သူနဲ့မမနဲ့သာလက်ထပ်လိုက်ရင်ကျင်နှဲနေကြသူတွေမှအများကြီးမို့သူမမကိုအစွန်ရှုံးခံဖို့ဆိုတာသွားပြီဖေဖေရေသူထွက်လာတော့ဖေဖေကသူ့အလုပ်တွေကိုဆက်လုပ်ပေးနေတယ်ဘန်ကထုတ်ပေးနေတဲ့ဖေဖေကိုချစ်စနိုးလေးတစ်ချက်နမ်းလိုက်ပြီးတော့ဝန်ထမ်းတွေကြားကသူ့ရဲ့တမှုထူလှပနေတဲ့မမစီရောက်လာခဲ့လိုက်တယ်အလှဆုံးဖြစ်အောင်ဝယ်ပေးမယ်ရောမမလက်ထဲရောက်လာတဲ့အိတ်ကိုကြည့်ပြီးမျက်လုံးများစုပ်ကုတ်ကမျက်ခုံးတန်းတို့နားမလည်စွာကုတ်သွားရတယ်ဘာလဲဟင်ဦးတူတူပြန်မေးနေတဲ့မမကိုသူစိတ်မရှိခြင်းပေးလိုက်ပြီးဆိုတဲ့ကဖွင့်ကြည့်ပေါ့မဟုတ်ဘူးလားဘာလဲပြန်မေးနေတာနှခမ်းလေးပြင်ကမမနဲ့ကျွန်တော်တို့မင်္ဂလာဆောင်အတွက်ခေါင်းဝင်ပေါ်ပြအနောက်တိုင်းဆက်ဆန်တစ်ခါဆောင်မယ်မမရဲ့လူချမြန်မာဆန်ဆန်တစ်ခါဆောင်မယ်အပိုင်တွက်ထားတဲ့သူ့ပုံစံကနည်းနည်းမှနောက်တဲ့ပုံမပေါ်အလွန်ကောင်းလေးငုတ်ထားခြင်းဘသူကချစ်တယ်ပြောနေလို့လေနှခမ်းလေးဆုတ်လောင်ပြီးပြောလိုက်တော့ဟောခနဲ့သူကြီးကမချစ်တော့ချစ်အောင်သင်ပေးတတ်တယ်မပူပါနဲ့မမရာအောင်မေရီစာလျှောက်တယ်လို့တော်ကီကလည်းကောင်းပါဘယ်နဲ့ရောက်တော့ကျွေးစင်းသွားပြီလေနော်မကျမတို့သူမလေတန်လေးကသူ့ရှင်နဲ့နှွေးထွေးသွားရှာတယ်သူဘာမှမပြောတော့ပဲသူ့လက်ထဲကတစုံတစ်ခုကိုသူမစီကမ်းပေးလိုက်တယ်မျက်လုံးများဝင်းမျက်ခုံးများပင့်ကနီနီရဲရဲနှခမ်းလေးစုပ်ပြီးထပ်ပြီးကြည့်လာတဲ့အကြည့်မှာသူအရေးပြောပင်သွားရှာတယ်သူမအလှမရှိလူရင်ဘာမှမပြောနိုင်စိုက်ကြည့်မြင်ကြည့်နေတဲ့သူကြောင့်အလွန်နေရခက်ခက်နဲ့မျက်စောင်းလေးခဲပြီးခေါင်းလေးငုတ်ကလက်ထဲကအရာကိုငုတ်ကြည့်လိုက်တော့ဟဲလှလိုက်တာတလက်လက်တောက်ပနေတဲ့အနီရောင်အသေးပုံဆွဲကြိုးလေးကသူမမျက်ဝန်းနဲ့လှပစွာနေရရှုသွားတယ်သူမလေးအတန်ကြားမှသူလည်းတတိဝင်းလာရရင်လက်ထဲကဆဲကျုပ်ကိုယူပြီးအတင်းစိုးဝက်ပေးလိုက်တယ်လှပကြော့ရှင်ပြီးတောက်ပနေတဲ့အသေးပုံအနီရောင်ဆွဲကြိုးလေးဖြူဝင်းသွားတဲ့သူမလဲတိုင်းလေးမှာထိရက်စရာမရှိအောင်လဲတိုင်းကြော့ရှင်နေတာကိုကြည့်ပြီးမမအရန်လာတယ်ဘသူရှိရှိစိတ်မဝင်စားပဲနေထွေးစွာကြည့်တတ်တဲ့သူ့ကိုအလွန်မျက်စောင်းလေးခဲထားလိုက်မိတယ်ဆဲကြိုးလေးကိုကင်ပြီးညှန်းဆန်းနေတဲ့ရင်ခုန်တန်တွေကိုဘသူမှမသိအောင်ဖုံးကွယ်ထားရပေးမယ်လေသူအကြည့်တွေကြောင့်မျက်နှာလေးကပန်းနုရောင်တန်းလာတယ်အလွန်နေရမှထလိုက်တော့မသွားစစ်ခြင်းပဲလက်ကိုဆွဲကမမကလည်းဗျာနေပါအောင်အန်တီမေမေတော့မရှိတော့လွတ်လွတ်လပ်လပ်လေးမြစ်ကျကျသွင်းရှိတန်ကြောင့်လက်ကိုအတင်းရုံးထက်ကသူဖာကြံတော့မယ်ဆိုတာသိနေတယ်ခါရမ်းနေတဲ့လက်ကိုမလွတ်သေးပဲချစ်စနိုးဆက်ကြည့်နေပြီးသူမနဲ့တွေ့ရင်ဘယ်တော့မှထိန်ချုပ်မရတဲ့စိတ်စရာအတိုင်းမျက်နှာလေးငုတ်ချလိုက်တယ်နီးကပ်လာတဲ့သူ့မျက်နှာကိုသူမမရှောင်နိုင်နှခမ်းချင်းထိလူတသေးမှနမ်းဖို့ပြန်လိုက်ပြီးမှမျက်လုံးကျိတ်မိတ်ထားတဲ့မမကိုကြည့်ပြီးအပြုံးနေဝေးစားရင်နှစ်ဖူးပြန်လေးစီသူ့နှခမ်းတို့ဦးတည်သွားတယ်ထင်တယ်လို့နှခမ်းလေးနှွေးမသွားပဲနှစ်ဖူးလေးနှွေးထွေးသွားတာမို့မျက်လုံးတွေဖွင့်ပြီးဆွဲသီးလေးကိုကန်ထားရင်မျက်လုံးလေးကလေးနဲ့သူ့ကိုကြည့်နေတဲ့သူမဘလို့နေတိတ်ချစ်စရာကောင်းလွန်းတာကြောင့်သူမကိုဆွဲဖက်လိုက်ပြီးမမကျွန်တော်ကမထားခဲ့ရဘူးနော်မတို့မရှအတန်ကြောင့်အလွန်ပါဆက်ပြောရမယ်မသိတော့အောင်ရှင်နဲ့တမျိုးလေးဖြစ်သွားရပါတယ်ကိုယ်တဲ့အသက်ငယ်ရင်စိတ်မဝင်စားတဲ့သူမကအခုသူ့ကိုရင်ခုန်နေမိပြီဘလို့ပဲပြောအချစ်ကချစ်ဖို့ပဲလိုတယ်ဆိုတာအလွန်လက်ခံလိုက်ပါပြီတစ်စက်ထဲမှာပဲအသက်အရွယ်အယောင်အစင်ငွေတော့မပါတဲ့အချစ်ကပိုပြီးအယောင်တော့ပါတယ်ဆိုတာကိုလေတည်တည်တခြားသိလိုက်ပြီးဒါကနှလုံးသားကတင်ပြတဲ့အလွမ်းစုလက်တစ်ခုဘ
ဘာမှမပြောဘဲရင်ခွင်ထဲကငြိမ်နေတယ်။သူပခုံးလေးကိုဖွားဖွားပွတ်နေရင်သူမအလှတွေကြောင့်ရှင်နဲ့အေးမြရတယ်။ချစ်လဲချစ်တယ်လို့အလိုလဲလိုက်မယ်မောင်လေးမျိုးဖထားနေရှင်ကတခုခုကိုတတိတရတွေးမိပြီးလှုပ်ပေးလိုက်ကမျက်ခုံးတန်ချိုးကြည့်ပြီးဟိုအိတ်တဲကဟာဝက်ပြဟမ်လေတန်ကပြက်နေလို့သူ့လက်ညှိုးညွန်ရာမျက်လုံးဝိုင်းဝိုင်းလေးတွေလှည့်ကြည့်နေတယ်မဟန်းနဲ့ကျွန်တော်ကူဝေးပေးရမလားမမနေ့ပြန်ကြားရောက်မဲ့မင်္ဂလာပွဲအတွက်မိန်းကလေးရှင်ဘက်ကဗာများတောင်းဆိုခြင်းလဲစပွဲကောင်ကြီးကြီးဘေဘီထက်ကဆိုဖာပေါ်မှာလူဆောင်တက်ဆောင်ကမတ်တက်ထိုင်နေကြတယ်အားလုံးကြည့်ပြူတဲ့အပြုံးတွေနဲ့ဖြစ်တယ်လို့တိတ်ဆိတ်မသွားအောင်ဦးတီကြီးကအရင်စကားဆလိုက်ခြင်းဖြစ်တယ်ထောက်သိမ်မွေးကဘေးကသမီးဖြစ်သူပေါင်ပေါ်တင်ထားတဲ့လက်ကိုဖွားဖွားကင်ပြီးမလိုပါဘူးထွထွတူတူသမီးလေးတောင်းဆိုချင်တာတွေရှိလားထောက်သိမ်မွေးအမေမှာဆဆစကားပြောတဲ့ကခေါင်းငုပ်ထားတဲ့အလွန်ခေါင်းလေးမပေါ်တပေါ်မော့ပြီးဟုတ်မရှိပါဘူးဦးလေးလို့အသုံးနှုတ်ကြောင့်မှာဦးတီကြီးနည်းနည်းတော့စိတ်ခုသွားပေမဲ့လို့ခေါ်ခြင်းတလို့ခေါ်ပါစေဆိုပြီးဖြေသိမ့်တွဲပြီးဘေးကအလွမ်းလေးကိုသာမျက်တောင်မခက်စိုက်ကြည့်နေတဲ့ตาပခောက်ကိုအသာပေါက်ပြီးตาမင်းရောမင်းမကိုဘာတောင်းဆိုခြင်းလဲလူများစွာရှိနေတော့အလွမ်းမနစ်တက်မထိုင်တက်နဲ့ဘာလို့ဘာကန်ရမလဲမတွေးတန်၆ကက်ကက်ဖြစ်နေတဲ့လက်တိုင်လေးကိုစွတ်စွတ်စေဖို့စပွဲပေါ်ကရေခွက်ကိုယူပြီးတောက်ဖို့ပြင်ဆင်ဦးတီကြီးစကားကြောင့်မတိမတာလေးမျက်လွှာလှမ်းကြည့်မိတယ်ဘဲချိန်တဲကကြည့်နေတယ်မသိတဲ့မောင်လေးကတောင်းဆိုစရာရှိတယ်ဖေဖေအန်တီမေမေနဲ့အန်ကယ်ဖေဖေရှိမှရောကျွန်တော်တခါလေးပြောမယ်နော်ဦးပရိယာကပြောဆိုတဲ့ပုံစံနဲ့ပြုံပြုံကြည့်ကြည့်နေသလိုထော်သိမ်မွေးကဘာများလဲဆိုတဲ့မျက်နှာရှိတ်လေးနဲ့အလုံးဝိုင်းဆက်နေတယ်အလွန်ရှိလေးတငုံမောယူနေချိန်မမနဲ့ကျွန်တော်လက်ထပ်ပြီးရင်ခလေးငါရမွေးပေးရမယ်ဘာသူ့စကားကြောင့်လက်ချောင်းမှာပိတ်ဆို့သွားတဲ့ရေကြောင့်တဟိုဟိုနဲ့ချောင်းစိုးလေတော့တယ်အလွန်ဘသူကိုမှမကြည့်ပဲတ िश ူလေးလမ်းယူတော့စိုးရင်တကြီးသူပြေးလာပြီးပေကြံကုန်းနဲ့နှကန်းလွှာနဲ့မေးစေးတွေအထိအတင်တုပ်ပေးနေတော့မိဘတွေအားလုံးကမတိမတာပြောစီနေတာကိုအလွန်သိချမြင်လိုက်ရတယ်အလွန်ဖြက်ကနေထလိုက်ပြီးမှတော့သူမောကြည့်နေတယ်ဖေဖေနဲ့မေမေအလွန်အနောက်ခဏသွားလိုက်အောင်မယ်နော်မောင်လေးအိမ်ဖြစ်လို့ဘယ်လိုရှောင်ပြေးရမှန်းမသိတာနဲ့မျက်နှာရဲရဲလေးကခွင့်ပြုချက်ကိုနားမစွန့်တော့ပင်တရဆက်ပြေးထွက်လာခဲ့လိုက်တယ်သူကြံခဲ့ရှင်ကအားလုံးဘက်ပြန်ကြည့်ပြီးကျွန်တော်တောင်းဆိုတာရည်တီးစီရလို့လားသူတောင်းဆိုလိုက်တာနဲသလားများသလားသူကိုယ်တိုင်တောင်သိစာမသိပင်မဲ့သိစာတာတစ်ခုကချင်ရတဲ့မမနဲ့ရှင်သွေးလေးနှစ်ယောက်လွတ်ကျင်ပါတယ်သူအပြေးလေးလိုက်လာတော့ဧကန်နဲ့တဟဟရှိတန်တွေကြံရိတ်ခဲ့တော့တယ်သူအာရုံမဆိုင်တော့ပင်မမပြေးဝင်သွားတဲ့အခန်းထဲအထိလိုက်လာလိုက်တယ်မမသူ့ကိုမြင်မှကြပြကြရတကားပိတ်နေလို့ခြေထောက်ထိုးခံလိုက်တယ်အာသေပါပြီဗျတကားဆောက်ပိတ်လိုက်တော့ခြေထောက်ညှက်သွားတယ်နာကျင်သွားလို့អော်လိုက်တော့မအပြူသားကြည့်လာတယ်ရှက်သွားတာလားကျွန်တော်ကစတာပါဗျာနှစ်ယောက်ပဲမွေးပေးနော်ဟာဘာလဲလာပြောနေတာလဲသွားရှင်မက်ကိုတွန်းထုတ်ရင်နှကန်းနှလှလေးနဲ့တပြိုင်တည်းမောင်းထုတ်နေသေးတယ်လက်ကလေးသေးသေးလေးတွေကိုဖမ်းဆုပ်ရင်မထုတ်ပါနဲ့ခမမမနဲ့ဝင်ရင်ဒီကောင်သေရမှာဗျခရီးမဆိုင်ဘူးပုံစံနဲ့နှကန်းလုံးလေးစုပြတယ်နှင်းစီလိုရဲရဲစိုးနေတဲ့နှကန်းဖူးဖူးလေးကိုမြင်လိုက်ချိန်မှာတော့ထိန်ချုပ်ထားတဲ့စိတ်တွေဆက်လက်ထိန်ချုပ်မထားနိုင်တော့ရင်ခေါင်းလေးဖြတ်ခနဲ့ငေါက်လိုက်ပြီးသူမနှကန်းလုံးလေးကိုအုံမိုးပြစ်လိုက်တယ်အငိုက်ပန်နန်းခံလိုက်ရလို့မျက်လုံးလေးဝမ်းဆက်သွားတယ်တဖြည်းဖြည်းနောက်ဆုတ်သွားတဲ့ခန္ဓာကိုယ်လေးကိုဆက်လက်မယုံနိုင်အောင်ကြောပြင်လေးကနေဖန်ထိန်ထားရင်သေးတယ်တဲ့ခါဆက်စီလက်တစ်ဖက်တိုးထိပ်သွားတယ်ညီထောတန်လေးဆက်စားပေါ်လာပေမဲ့လည်းမလွတ်ပေးပင်သူဆက်လက်နန်းရှိုက်နေသေးကအကျဉ်းအနန်းတွေနှလုံးသားတစ်ခုစီပြန်စီသွားလျှောက်ရင်ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားသလိုတဖြည်းဖြည်းစိတ်ပါစွာတုတ်ပြန်နန်းလာတဲ့အထိသူ့အနန်းတို့တစ်ဖက်သက်ပေးနေကစောက်စားနေသလိုသူမလေးရဲ့လှပတဲ့နှကန်းဖူးဖူးလေးတုတ်ပြန်မှုတွေပေးလာပါတယ်နှကန်းတစ်ဖက်တည်းသူပြောရင်နီညိုရောင်နှကန်းလေးစုလိုက်ကတဖြည်းဖြည်းသူမနှကန်းလေးတွေကိုဖိကက်စုံနှမ်းနေမိတယ်မအရန်ချော်တာပဲဒီနေ့ကနန်းရုံပဲနန်းမှာဆိုတော့မနှက်ဖြန်နှကန်းချင်းခွာပြီးနှကိုကြားလေတန်နဲ့သူပြောလိုက်ပြီးမှတော့မျက်လုံးဝိုင်းဝိုင်းလေးကသူ့ကိုကြည့်နေရင်တခုခုပြန်ပြောတော့မှကိုသိလို့နှကန်းလေးကိုပိတ်နှမ်းပြစ်လိုက်တယ်အဲ့ကန်ထဲကထွက်ပြေးလာခဲ့တာသူနဲ့မျက်နှာချင်းမဆိုင်ရဲလို့ဆိုကမှအခုတော့
ဒီနေ့မှကြာရောက်လာမယ်သူနဲ့သူမရဲ့ခမ်းနားတဲ့မင်္ဂလာပွဲလေးအတွက်လူငယ်ပီပီလဲလက်ရင်ခုန်စိတ်လှုပ်ရှားနေတယ်သူမကတော့ရှက်တက်လုံးပါတယ်ပြင်ဆင်နေတဲ့အခန်းနဲ့သူ့ကိုဝင်ခွင့်တော့မပေးရှာဘူးမင်္ဂလာပွဲမဆက်ရသေးဘူးလေပြီးရင်တွေ့ရမှာပဲကိုတဲ့ရှင်ကောင်ရလုံးလို့ယူတော့မဲ့ကောင်မဆိုပိမတွေ့ဘူးညစ်ထားအောင်ပေါ်မမရာအိုးစီနဲ့ရင်ရင်လက်ဆောင်ဘူးကိုစီနဲ့ရောက်လို့လာကြတယ်သူမျက်မှောက်ကုပ်ပြီးလက်ဆောင်ဘူးကိုရောသူတို့ကမှမတော်မမောစူးစိုက်ကြည့်နေတာကိုမလုံမလဲသူတို့ရင်းနေကြတယ်မွေးနေ့ကျရင်တစ်ဖြက်နှစ်ဖြက်စားသလိုမွေးနေ့လက်ဆောင်ပေးရှင်တော့စကားလန်ကြောင်လဲလိုက်တဲ့တင်းတို့ကမင်္ဂလာလက်ွက်ပါတယ်တဲ့လားမယိုသားတာသူသိတယ်ဒါပေမဲ့ချက်ချင်းပြောင်းလိုက်ပြီးပတ်ကုံးဖက်လက်ရှိုက်လောက်ကညနေအရက်လက်တိုက်နော်ထင်းတလုံးငှက်ကြီးကျလာတဲ့တငယ်ချင်းနှစ်ယောက်ကိုမျက်စောင်းရည်ကြည့်ပြီးနှခမ်းတင်းလိုက်တယ်တဟဟရှိပြီးပတ်ကုံးကိုဖော့ဖော့ပုတ်ကအတနာခံမျက်နှာနဲ့အိုစီလှုပ်ပြနေတော့ရဲရှင်ရောသူ့ပါတဟဟရှိတော့တယ်ခမ်းနားတဲ့ခမ်းမကြီးထဲမှာတော့အပြရအနောက်တိုင်ဝစ်စုံနဲ့သူခန့်ညာစွာရှိနေတယ်လို့တကာချက်ကနေပွင့်လာတဲ့အခန်းနဲ့လျှင်မြန်စွာသူကြည့်လိုက်မှာတော့သူ့ရှင်ဘက်ကအဖြူနဲ့ပန်းရောင်ရောထားတဲ့ပန်းစည်းလေးကလှပတဲ့လက်အိတ်လေးလက်ချောင်းများထဲမှာနေရာယူနေကြတယ်။သူမလေးခေါင်းငေါက်ကထွက်လာပြီးသူ့အနာလျှောက်သွားတော့ရဲရင်နဲ့အိုစီပြုံးစစ်စစ်ကြံခဲ့တယ်။အနာလျှောက်လာတဲ့သူ့ကိုကြည့်ပြီးခေါင်းပြန်ငုတ်ထားလိုက်တယ်။တတိန်တိန်ခုန်လုံနေတဲ့နှလုံးခုန်တန်လေးသူကြားသွားမဲ့အလားမမအရန်လာတယ်ဗျာအပြာရောင်ပြောင်ပြနေတဲ့ကောင်းဝင်းအရှိကြီးလက်ကဝစ်တီဖုံးထားပြီးအတော်ဖက်လေးတွေရှိပြီးရှင်ဘက်မှာအပြာရောင်နင်းနုစာလေးခံထားတယ်ချင်မျက်စိထိရှေ့ရုံမကလူနှစ်ယောက်လောက်မရလောက်တဲ့အထိကောင်းဝင်းရှိကရှိပြီးအားလုံးကလုံလုံချုံချုံနဲ့လှပစွာကြောက်များနဲ့ပြုတ်လုထားတဲ့အပြာရောင်တရဖူလေးကထောင်ပြီးကျစ်ထားတဲ့ခေါင်းပေါ်နေရာယူလိုက်ပြီးလက်ထဲကပန်းစည်းလေးနဲ့သူမကရိုးရိုးရှင်းရှင်းလေးနဲ့ရှင်နဲ့အေးရှာတယ်ဒီလောက်လှတဲ့မမသူအစောကြီးတွေကတွေ့ခဲ့ရင်ရီစားရှုပ်တယ်ဆိုတဲ့ဘွဲ့နာမည်ရှိလာမှာမဟုတ်မမကိုစတွေ့ပြီးရင်ခုန်တဲ့နေ့ကစပြီးအနာအဖွဲအရှုပ်ရှက်တွေပြက်ပြက်တသားရှင်းခဲ့တယ်မှတ်လားသူ့ကိုယ်သူအံ့ဩတာကဒီလောက်ထိချစ်မိသွားသလားမဟုတ်ပါအဲ့ဒါထက်ပိုချစ်တယ်မမအိမ်မှာမမေကိုခဏခေါ်ထားနော်ကျွန်တော်ဒီကောင်တွေကိုစားချင်တောက်ချင်တာလိုက်ကျွေးလိုက်အောင်မယ်မဟုတ်ရင်ကျွန်တော်တို့ခလေးရှားတဲ့အထိပြောလို့ပြီးမှမဟုတ်ဘူးအဖေကအနောက်တိုင်ဝစ်ဆောင်တဲ့သူကစပင်းနဲ့လက်ကြားညံလှန်တက်ကပြောနေတယ်မင်္ဂလာပွဲပြီးတဲ့ကသူနဲ့အလွန်တိတ်ချမတွေ့ရသေးအလွန်မေမေကဟိုခေါ်လိုက်ဒီခေါ်လိုက်နဲ့နောက်ပြီးအခုမှပြန်ရောက်ကြတာပြန်ရောက်တော့လေသူကသူ့တငယ်ချင်းတွေနဲ့အပြင်သွားအောင်နေတယ်အလွန်ကောင်းလေးငုတ်ကအတိမတ်ပြုတ်ပြလိုက်တော့ပိုင်စိုးပိုင်နဲ့အလွန်ပေါက်ကိုနမ်းသွားသေးတယ်လှန်ထုဖို့ပြန်လိုက်ပေမဲ့ဘေးကသူ့မေမေရောမျက်စောင်းရွယ်ကြည့်နေတဲ့အလွန်မေမေပါရှိနေလို့လှုပ်ချင်တာမလှုပ်လိုက်ရှာအဲ့လာကိုကျင်းနဲ့သွားတဲ့သူ့မှာရှိပြီးထွက်သွားလေတယ်အလွန်နှခမ်းလေးထော်ဖို့ကမတိမတာလေးမျက်စောင်းထိုးတော့နှခမ်းဆိုပြီးမျက်စိတစ်ဖက်မှိတ်ပြသွားသေးတယ်သူ့ကိုတော့အလွန်တကယ်အရှုံပေးရပါတယ်ကားထဲရောက်တဲ့အထိရက်နေသေးတဲ့မမကိုသူငေးကြည့်နေချိန်အိုးစီရဲရင်ကိုမျက်စာပြစ်ပြလိုက်တယ်အိုးစီမျက်စိနှေးစီပြီးကားမောက်ရတော့မှလားဟမ်အော်သွားလေအိုးစီအပြောကြောင့်ချက်ချင်းမျက်နှာလွှဲလိုက်ပြီးရှက်ကိုရှက်ကန်ဖြစ်လိုက်ခြင်းမှာအိုးစီနဲ့ရဲရင်တဟာဟာရရင်သူတို့ကလည်းခြံအသက်ထဲကထွက်လာခဲ့ပါတော့တယ်တရရထွက်သွားတဲ့ကားလေးကိုကြည့်ပြီးမေမေလက်ကိုဆွဲကသူရှိတုန်းကမပြောရဲလို့မေမေကိုအနောက်နဲ့ခေါ်လာခဲ့တော့ဒေါ်ခန့်ဝါကြံရစ်ခဲ့တယ်ထောက်သိမ်မွေသမီးဖြစ်သူကိုမေးငေါ်ရှင်ကြံခဲ့တဲ့ဒေါ်ခန့်ဝါကိုအားနာတယ်လို့ကြည့်ပြီးဘာတော့အေးကြီးခွဲခြားနဲ့ဟုတ်တာဟုတ်ပေမဲ့မေမေကိုသာပြောပြချင်တာမို့ခေါင်းလေးကုပ်မျက်နှာလေးစူပြီးမေမေအလွမ်းတော့နဲ့အတူတူနေခဲ့ပါလားဟင်ဦးတီစီမှာခင်မိုးဖြစ်သူဥပရိယနဲ့အတူထွက်သွားလေပြီကြံခဲ့တဲ့ဒေါ်ခန့်ဝါနဲ့သူသာထင်တယ်လို့အာကိုတကြီးခေါ်နေတာကြောင့်နှကန်းကိုတင်ချလိုက်မိတယ်ကြည်စံမင်္ဂလာတော်ဆောင်ပြီးနေပြီဒင်းကဘာတွေကြံဖန်နေတာလဲမသိဘူးနေပါအောင်အလွမ်းသမီးကဘာတွေစိုးရိမ်နေလို့လဲလှုပ်ပါမေမေရအလွမ်းမနေရဲလို့ပါတဆထိုးနိုင်တဲ့လင်းလက်ကိုအလွမ်းတကယ်လန့်ရတာပါအခုမိဘပဲရှိတာတော့မှအလွမ်းဘောက်ကိုမရက်မကနမ်းသွားသေးတယ်မှတ်လားစဉ်းစားကြည့်ရင်တလန်းတွေကြီးပဲသားရဲ့ကိုပိုင်ငွေနဲ့ဝယ်ထားတာအခုနေမဲ့ထိုက်တလောင်ကားတစ်စီးစဉ်းစားကြည့်ရင်တလန်းတွေကြီးပဲ
သားရဲ့ကိုပိုင်ငွေနဲ့ဝယ်ထားတာအခုနေမဲ့တိုက်တလုံးကားတစ်စီးသူမဘာများလိုအပ်အောင်မလဲနောက်ပြီးရောက်ကမားတွေအထိပါသားလေးကအိမ်ဝယ်ပေးထားသေးတယ်မယူချင်ဘူးသမီးလေးကိုရောင်းစားတာမျိုးအပြောမခံနိုင်ပေမဲ့သားရောခန့်ပါကားပါအတင်ကြီးပြောလာတော့လဲလက်ခံလိုက်ရတယ်နှက်ခမ်းစုမျက်နှာလေးမိန်နေတယ်အလွန်အားကိုးရတငယ်ချင်းလေးသူမကြောင့်ပင်ပင်ပန်းပန်းဝိုင်းခုပြီးပြန်လာလို့အလွန်မျက်နှာလေးလင်းလက်သွားတယ်ပန်းဆောင်လောင်းနှစ်ဘူးကချွေတွေလက်ဖက်မိုးနဲ့တုပ်ပြီးမျက်လုံးအဝိုင်းသားပန်းရောင်အလွန်အနာလျှောက်လာတယ်ဒုက္ခဝါလည်းလျှောက်လာတယ်မိခင်ဖြစ်သူလည်းရှောင်းလာတော့အလွန်ပြောချင်တာလွတ်လွတ်လပ်လပ်မပြောရအဲ့ဒီကပန်းရောင်လက်ကိုဖြည်းဖြည်းလေးဆွဲပြီးမိမိတို့နဲ့ဝေးရတစ်ပင်အရေးစီထွက်လာခက်လိုက်တယ်လက်ကိုဆွဲလာတဲ့အလွမ်းကိုမျက်လုံးပြူးချပြီးဘာတော့အေးဟုတ်ပန်းရောင်နင်ငါတို့နဲ့တူတူနေပါလားရီကျဲကျဲပြောနေပုံကိုပန်းရောင်ဟာကနေရှိလိုက်တယ်အလွမ်းနှကန်းလေးမဲ့သွားပြီးရီးနေတဲ့ပန်းရောင်ပါဇက်ကိုအတင်းပိတ်ကနင်ကလည်းငါတယောက်တည်းမနေရဲလို့ပါဟာတယောက်တည်းမနေရဲလို့တဲ့မင်္ဂလာဖြစ်ဆောင်ပြီးနေပြီပန်းရောင်ကအရှုပ်ထုတ်လို့ကက်နေရမှာတဲ့လားပန်းရောင်အလွမ်းကိုပြုံးစစ်စစ်ကြည့်ပြီးအလွမ်းရဲ့နင်ကဟာတာပဲလင်းယူပြီးမှကြမ်းမှန်ကြောက်နေရတယ်လို့ကြောက်တော့ရောဟုတ်ကနင့်ကိုဟာပန်းရောင်စုပ်နင်သွားပြန်တော့သွားရှင်တက်လေတက်နိုင်ပါပြီလေခိုင်နှုံကခိုင်ပြီးမှမလို့တော့မောင်းထုတ်ပြီးပြန်มาဒီညနော်အလွမ်းအော်ဘိုက်တောင်အောက်တယ်ဘိုက်ကိုကိုင်းပြီးအန်ကျိတ်ပြောနေတဲ့ပန်းရောင်ခြံထဲကပြတ်ထွက်သွားလေတယ်ကုကေရမဲ့သွားတဲ့အလွမ်းမျက်နှာလေးမဲ့ပြီးမေမေတို့အနာပြန်လာရက်နေတယ်ဒေါခန့်ဝါပြုံးစစ်စစ်နဲ့အနာလျှောက်လာတဲ့အလွမ်းလေးရဲ့ပခုံးကိုဟော့ဖွာလေးပုတ်ပြီးသမီးလေးဘာတွေဖြစ်နေတာလဲမစိုးရင်ပါနဲ့ဘာမှမကြောက်နဲ့နော်ဒါကတဘာဝတရားကြီးပါကွယ်တွေ့ပြီးတော့စိုးရင်မနေနဲ့နော်ဒေါခန့်ဝါကအလွမ်းပါဖြစ်နေလဲသိနေပုံထောက်တယ်ဒေါခန့်ဝါစကားကြောင့်အလွမ်းကုတ်လေးပုတ်ပြီးသွားလေးမပေါ်တပေါ်ဖျဲပြလိုက်တယ်တကယ်တော့အလွမ်းကြောက်နေပါတယ်သူ့လိုလက်ရဲဆက်ရဲနဲ့နှစ်ယောက်တည်းဘလို့အတူတူနေရပါမလဲမေမေနဲ့ဒေါခန့်ဝါအလဲကအလွမ်းတပြင်းငွေ့ငွေ့လေးချလိုက်မိတယ်မေမေနဲ့ဒေါခန့်ဝါတို့စောစောလေးကပင်ပြန်သွားပါတယ်သူဖုန်းဆက်ပြီးရောက်ခံနေပြီလို့ပြောတယ်အဲ့ဒါကြောင့်လည်းပြန်သွားကြတယ်မေမေတို့ပြန်သွားမှကြပြကြရအလွမ်းရေးချိုးရတယ်ရေချိုးပြီးကမှဝင်းမဲ့အဝယ်စားရှာနေရလို့ကြာများနေရတယ်ရေချိုးခန်းထဲကနေအခန်းထဲပြီးတော့နာရှောင်းလိုက်ရေချိုးခန်းထဲပြောင်းဝင်လိုက်ခေါင်းကုန်းလိုက်နဲ့အလွမ်းမျက်နှာလေးမှိန်ဖြော့နေလေရဲ့မေမေကတော့လှုပ်ချလိုက်ပြန်ပါပြီအဝယ်စားတွေမယူလာခဲ့ဘူးဆိုတာမပြောသွားဘူးကြည့်အလွမ်းကလည်းလောနေတာကိုပူဆက်ဆက်ဖြစ်နေလို့ရေချိုးချင်တာပဲသိတယ်အဝယ်စားရှင်မယူဘူးသွားပါပြီရှင်တုံပန်းတုံပြများနေချင်းမမရှေလဲဝစ်စုံနဲ့သူမလည်းအင်ကြီးကိုစုပ်ကင်ပြီးတဖြည်းဖြည်းနောက်ဆုတ်လိုက်တယ်ဘာလို့ဝင်လာတာလဲတကားဘာလို့ပိတ်တာလဲအော်လင်မယားတွေပဲတကားပိတ်ထားမှအစိပ်ပြေမှာပေါ့မဟုတ်ရင်အပေါ်အင်ကြီးကျပြီးကတင်ပေါ်ပြစ်တင်ကသူမအနာသူလာနေတော့တယ်နေရောမောင်လေးမမအဝိစာမရှိဘူးအဲ့ဒါလေဟာကောင်းတာပေါ့မမရဲ့ပြုံးစစ်စစ်နဲ့အနာလျှောက်လာတဲ့သူကတရွေရွေနီးကပ်လာတော့အခန်းထဲပြေးပေါက်ပိတ်နေမိတယ်နေအောင်လဲမမရဲ့ဘာပဲလောနေတာလဲမကြောက်နဲ့ကျွန်တော်မမကိုသူပြောပြီးသူ့ဘာသာရှိနေတော့အလွန်ရီချိုးကန်းစီသားပြေးဝင်နေလိုက်ပြီးတကားလောချထားလိုက်တယ်တကားရှိမှအိတ်ကျလက်နိုင်ပြီးသူရက်ရင်မမထလာခဲ့နော်ဒီနေ့တို့သမီးထွက်ပြေးနေလို့အဆင်မပြေဘူးကျွန်တော်ဝင်လာမှာနော်မမအကြောင်းသိလို့ဒီအိမ်ကတော့မှန်သမျှတချောင်းစီအပိုယူထားတယ်ထွက်မှာလားမထွက်လာဘူးလားမမကျွန်တော်ဝင်လာရင်ဂျမကောင်းတာတွေဖြစ်ကုန်တော့မယ်နော်ဝင်းမလာနဲ့နော်မေမေနဲ့ဖုန်းဆက်တိုင်ပါမောင်လေးမေတခြားခန်းမှာအိပ်ရမှာနော်ဒါမမအခန်းပဲဟောဗျာအခန်းကတမင်တခန်းပဲထားတာတခြားခန်းတွေအိပ်ရခင်ပါညာဘာမှမရှိဘူးဒီမှာပဲအိပ်မယ်မမနဲ့အတူမင်္ဂလာဦးညကိုအတူတူကြည်စင်နာနာဖြတ်တန်းကြမယ်လေအိတ်ကထဲကတော့တွဲကိုထုတ်ပြီးတကားဖွင့်လိုက်တော့တက်တဲ့လောက်အားနဲ့တွန်းထားတဲ့လက်သေးသေးလေးတွေကိုစောက်ဆွဲရှုကမျက်ခေါင်းတက်ပတ်ပင့်ပြပြီးပြေးလို့လွှတ်ချက်လားချက်တော်မမရဲ့
လက်ထဲလျှောက်သွားတဲ့သူမလက်လေးကရုံထွက်လို့တော့မရအောင်အတင်းဖမ်းထားတယ်။လက်ကအကြောင်းအရာစိတ်ထွက်နေပြီးသူမကိုသာစိုက်ကြည့်နေတဲ့လင်းလက်ကြောင့်စက်သိမ်းများအထွေးလိုက်ထမိတယ်။နေတော်လိုက်တာကွာ။အဲ့ရခင်းကနေပရင်ပေါက်ကိုလှမ်းကြည့်လိုက်တော့ဦးရှိန်ပြင်းပြနေတဲ့နေရာထူးထူးတစ်ချောင်းကသူ့ကိုကြည်နူးနေစေခဲ့တယ်။အဲ့ရဘေးကရင်မက်တွေအထိစောင့်ဆောင်ထားတဲ့သူမလေးကိုကြည့်ပြီးပခုံးဖုံးဖုံးလေးတွေတဲ့ဝုံမလေးတွေကအနီအကွက်သေးသေးလေးတွေကမြင်းနေရှာလို့ကြည့်ပြီးစိတ်ထဲမကောင်းခင်မတက်နိုင်အချစ်စီချောင်းနဲ့မျောသွားပြီးတခြားဘာကိုမှမသိတော့တဲ့သူအပြင်ကျော်ဆန့်ပြီးသူမလေးမျက်လုံးပွင့်လာတယ်။သူ့ကိုမြင်တော့ကိုလုံးပေါ်ဆောင်ကိုတိတ်ချကင်ထားပြီးမထသေးဘူးလားမမကိုစောင့်နေတာအတူကြီးချုံးမယ်လေဟမ်စောက်ကိုမပြုတ်ချစေဖို့တိတ်ချကင်ထားပြီးအဲ့ရဘောကကုန်းထားတော့ခါတဲ့တဲ့လေးကနေပြန်ဆွဲဖတ်ထားလိုက်တော့သူ့ရှိကွင်းနဲ့သူမလျှောက်လာတယ်ဘယ်ပြေးမလို့လဲမမရာပူပူနေနေမြင်ထားပြီးပြီကျွန်တော်ကမှတ်ညာကောင်းတယ်အလွန်မှတ်မိနေပြီမရှက်ပါနဲ့မမရဲ့ဟာမောင်လေးဘာတွေပြောနေတာလဲကွာသွားဘဲကိုမောင်ထုတ်နေတာလဲဘာမောင်လေးလဲမောင်လို့ခေါ်လက်မောင်အီလေးကိုပြန်ဖတ်ထားတော့သူမအပေါ်မှာသူ့ရှင်ခွင်ကကာစီထားတယ်လို့သူမျက်နှာကိုမကြည့်ပဲမျက်လွှာလေးပေးချထားလိုက်တော့မိဖုရားကနေဆွဲယူမော့ပြီးမျက်လုံးချင်းဆောင်စေတယ်လေပင်မတိုးနိုင်တော့တဲ့အနေထားနဲ့သူတို့အဖြစ်ကအများမြင်ကြည်နူးနေစေရာနေရဲနေတဲ့မျက်နှာရဲရဲလေးကသူ့ကိုလုံးဝရင်ဆိုင်မကြည့်သေးပဲပုံစံလေးကိုအသေးသေးရကြည့်ပြီးအောက်နှကန်းလေးကိုပင့်ကပ်လိုက်တယ်ခေါ်မလားမခေါ်ဘူးလားပြောမခေါ်ရင်ဒီနေ့မျက်နှာသိရေကျုပ်ခွင့်မရအောင်မျက်ရည်ကျတဲ့အထိနမ်းပါနော်ခေါ်မလားမခေါ်ဘူးလားပြောပေကကမျက်နှာလေးကိုချစ်စနုံငဲကြည့်ပြီးဟောင်ကန်နဲ့တစ်ချက်ပြောင်းကနေဖျားလေးကိုလက်မနဲ့ပတ်သက်ပြီးသူ့နှကန်းလေးဖိကပ်ပြလိုက်တယ်နေထွေးစွာကြာရောက်လာတဲ့အနမ်းနွေ့နွေ့ကြောင့်ရှုံးလည်းမယုံနိုင်သလိုပြန်လဲတုတ်ပြန်ခြင်းမရှိမေးလုံးလို့သူနန်းဆိုင်ခြင်းတွေကိုစိတ်ပါလာမိပြီးသူ့ကြောပြင်လေးကိုပြန်လဲပတ်သက်လာရင်သူ့ရဲ့အနမ်းစီမျောချက်အတိုင်းစိတ်ပါဝင်စားစွာတုတ်ပြန်လာတဲ့သူမအနမ်းတွေကြောင့်နှကန်းလေးဆောင်ပြီးပြုံးလိုက်မိတယ်လက်တွေကစောင်းအပေါ်ကခေါင်းတိမ်တိမ်လေးစီသူ့လက်တွေရောက်သွားပြီးဖြင်းညစ်စွာပုတ်သက်ထားမိတယ်တစားတိုးဝင်ရောက်လာတဲ့သူ့အနမ်းတွေပိုပြီးနဲ့ဆိုင်လာကတထိန်ထိန်နှလုံးခုန်တန်တွေညံဆန်လာတယ်နှကန်းလေးကနေရဲတိုင်းစီစမ်းသက်သွားပြီးနှကန်းတွေနဲ့ထိတွေ့နှမ်းဆိုင်မိပြန်တယ်လက်သက်စားစီကြီးစဲကူပြောင်တက်လာတဲ့အနမ်းကြောင့်ညတော်ကအဖြစ်ကိုတွေးမိပြီးခြေချောင်းတွေကုတ်သွားရပြီးဝိရကင်းနဲ့ပုတ်တိုင်နေမိတယ်နေရွယ်ဖျားလေးကိုသွားချင်ချင်နဲ့ဖိကဲချလိုက်ပြီးညီးသွားနေတဲ့နှကန်းလေးစီပြန်လဲအုံမိုးလာတယ်အတားစီတစ်ဖွဲ့ဖြစ်နေတဲ့သူမကိုဘော်ကစောင်းကိုဆွဲဖက်ပြစ်လိုက်ပြီးသူ့နှကန်းတွေရင်ညွန့်ဖြူဖြူစီကျူးကျော်ဝင်ရောက်လာပြန်တယ်သူစီမံတိုက်ထားရာအနံနွနုတွေမန်မော်မှုကြောင့်တစ်ချက်ကြံတန်သွားလေတယ်သူမအပေါ်ကပြပြနေရယူလိုက်မှာတော့မျက်လုံးလေးကမဝင့်မရဲကြည့်ပြီးသူ့ခါလေးကိုရွေထွေးစွာပြန်လဲဖတ်ထားမိတယ်အနံတွေချေရင်သူခေါ်ဆောင်ရာအချစ်ခရီးလမ်းကိုနူးညံ့ခြင်းတွေနဲ့အတူတူလိုက်ပါသွားရင်သူနမ်းလိုက်တဲ့ပါးပြင်းလေးကိုကင်ပြီးမိမိကိုရှက်ကန်လေးကြည့်ကမျက်နှာလွှဲလိုက်ရတယ်ပန်းဆောင်နဲ့ရဲချင်းတို့ဆက်ပွဲလေးမို့သူ့ကိုမနှဲပြောပြီးလာရခြင်းလူများလို့ယောက်ျားလေးတွေအများကြီးရှိတဲ့နေရာမှာမနေဖို့ထက်တယ်လဲလာပြောတယ်လို့ရဲရင်ပေကဒဇင်ယောက်ျားလေးတယောက်ရှိနေလို့တဲ့ခဏသူ့မောက်ကိုသူလာနမ်းနေတယ်ဘေးကလူတွေဘလောက်တောင်အမြင်ကပ်နေလဲမသိနာမည်သူမဟုတ်တယ်လို့ရဲရင်ပေးထိုင်ကမင်းအလှဲ့ကြရင်မင်္ဂလာဦးများကြရင်ဖုန်ခဏခေါ်ပြီးနှောက်ရှက်မယ်ကတ်တိုလေးပြောနေတဲ့လင်းလက်ကိုပြောင်းစစ်နဲ့ရဲရင်ကြည့်ပြီးဟုတ်ပါတယ်သူ့အလှဲ့တုန်းကဖုန်တစ်ခွန်ဆက်ပြီးနှောက်ရှက်ထားတာမှပူပူနွေနွေကြီးရှိသေးတယ်ရဲရင်သွားဖြဲပြပြီးမင်းကလည်းကွာငါဒီလောက်စောလက်ထက်ရမှန်သိရင်မင်းကိုတကယ်မစပါဘူးကွာမလောက်ပါနဲ့ကွာငါမှားပါတယ်အညာအရေးကြီးတာမင်းလည်းသိတယ်မလားနှစ်ယောက်သားချိတ်ကစကနိုင်လူနေကြရင်ဘေးဘီကသူတို့ကိုတတိထားမိပုံမပေါ်သူတို့အလုံးနဲ့သူတို့အလုံးတွေရှောက်နေကြတယ်သူကိုအတနာခံကြီးကနောက်3ရက်ကြာရင်ရောက်လာရတော့မယ်သူတို့မင်္ဂလာရက်မြက်လေးအတွက်စနောက်ရင်သူလည်းအစီအစဉ်ဆွဲထားပြီးလို့ဘာမှဆက်မပြောနေတော့ပဲထားလိုက်တယ်သူနဲ့3လလောက်အကွာမှာသူမသိတဲ့သစိမ်းယောက်ျားတစ်ယောက်နဲ့ပြုံပြနေတဲ့မမကိုကြည့်ပြီးတဝင်းသူစိတ်တဖွာဖွာနဲ့သူ2လမ်းလောက်လှမ်းပြီးအနာရောက်သွားတယ်အဲ့ဒီသစိမ်းကသူ့ကိုရင်းနှီးစွာပြုံပြနေတာကိုစူးစိုက်စွာကြည့်ပြီးခမက်မဲ့စိုက်ကြည့်က
သူမပကုံးကိုတင်းနေအောင်ဖတ်ထားလိုက်ပြီးမေးပြလေးကနေဆဲယူမော့လိုက်ကဖူလုံလုံပြုံးပြနေတဲ့နှခမ်းရှဲရှဲကိုတစ်ချက်နှမ်းရှိုက်လိုက်တယ်။အလွန်သူ့အပြုတ်ငွေကြောင့်မှန်သက်သွားရှာတယ်။တော်တော်များများကအလုပ်တွေရှောက်နေကြပေမဲ့သူမအနာကအကိုဖြစ်သူကတေချာမြင်လိုက်တယ်မလား။နန်းနေတာသူခွပေးလိုက်မှဆက်ဆက်နဲ့နောက်ဆုတ်လိုက်ပြီးအကိုဝမ်းကွယ်ဖြစ်သူကိုမဝင်မရဲသာကြည့်ပြီးခေါင်းလေးငုပ်ထားလိုက်မိတယ်။သူအဲ့ဒီသူကိုစူးစိုက်ကြည့်ပြီးဒီလောက်ဆိုခမရသဘောပေါက်မှာပါကျွန်တော်မနဲ့ဝေးဝေးနေဟာရှောက်ဖကကျွန်တော်ညမကိုတော်တော်ချစ်ပုံပဲကျွန်တော်ညမကန်ကောင်းတာပေါ့ညမလေးအကိုတို့အိမ်အလဲလာအောင်နော်ညမလေးတော့ကတော့စိတ်ဆိုးနေတယ်အိမ်နောက်ကျသွားပြီမလားလို့တဲ့ဟိုဘက်ခဏသွားလိုက်အောင်မယ်နော်အဲ့ဒီသူစကားအဆုံးထိပြောပြီးထွက်သွားမှစပင်တွေလက်နဲ့ထိုးပါပြီးကုတ်ဘိုးကိုပုတ်ကရှက်ရှက်နဲ့မမကိုပြုံးစစ်စစ်ကြည့်ပြီးဟမ်ဟိုအကိုလားဟဲ့ဟိုဘက်သွားလိုက်အောင်မယ်နော်သူ့လိုရသူသိပြီးရှက်ကိုရှက်ကန်သူထွက်သွားမှသူတဝင်းတိုတာထပ်ပို့ပြီးရင်ခုန်နေမိတယ်ဟန်နီမူခရီးစဉ်အတွက်အလွမ်းနဲ့သူတိုင်ပင်ပြီးလို့နောက်တစ်ပတ်ဆိုရင်သူမလေးတိတ်သွားချင်နေတဲ့ပဲရစ်နိုင်ငံတော်ကြီးစီကိုခရီးဆက်ရတော့မှဖြစ်တယ်ရှင်ကောင်ရလွန်လို့အပျော်ပေါ်အပျော်တွေစစ်နေတယ်အခုဆိုရင်မောင်ကိုချစ်လွန်လို့အဆုံးရှုံးမခံနိုင်ဖြစ်နေရတယ်မောင်ကလည်းမမပါပဲလေမောင်ကိုပိုင်ဆိုင်လိုက်ရလို့အလွန်ကန်ကောင်းလွန်းပါတယ်မောင်ကအရန်တဝင်းတိုးထားပဲလေအလွန်ကိုစိတ်မချလို့တဲ့ခလေးရှိဖို့ပဲတွတ်ပြောနေခဲ့တာစိတ်မချစရာလားဒီကသူ့လိုရီးစားတော့ရှုပ်ခဲ့တာမဟုတ်ဘူးသူမသူနှလုံးသားတစ်ခုလုံးကြီးတဲ့သူစိတ်ကြောင့်အသက်ရှူနေတယ်လို့အလွန်သူ့ကိုလုံးဝဆုံးရှုံးခွင့်မပေးနိုင်တယ်လို့သူလည်းဒီလိုပဲဖြစ်ပါလိမ့်မယ်ဘယ်လိုပဲဖြစ်ပါလေအလွန်နဲ့သူရဲ့ဇလန်းကအေးလေးနဲ့မျောပြီးကြည်နူးစရာတွေသာပြည့်နွယ်နေမှသိကြပါတယ်ရေချိုပြီးစုံနဲ့အခန်းနဲ့သူမကိုပတ်ရှာတာမတွေ့တော့ဗန်ဒါပတ်ထွက်လာတော့သူမလေးကိုမြင်လိုက်ရှာပြီးအနောက်ကနေဖတ်ထားလိုက်တယ်အေးဆက်အထီးတွေ့ကြောင့်လမ်းဖြန့်သွားရတယ်လေပင်လေးမော့ပြီးမျက်လွှာလန်းကြည့်တော့လေထိုင်လေးကိုနှိမ့်နေတဲ့အထိတစ်ချက်နှမ်းပြီးပခုံးပေါ်သူ့မေအပ်ထားလိုက်တယ်မမဘာတွေတွေးနေနေတာလဲမတွေးပါဘူးမောင်ရဲ့နောက်တစ်ပတ်ကိုရင်ခုန်နေတာအော်မခုန်ရပါဘူးမမရှင်ခုန်နဲ့ပြောတယ်ဆိုတာကမောင်အတွက်ကြောက်ပဲဖြစ်ရမယ်နော်သူပါလေးကိုလောပါနွတ်လေးနဲ့ထိကင်ထားပြီးသူ့မျက်နှာပေါ်သူ့မျက်နှာလေးကတ်ထားလိုက်တယ်ပို့ပြန်ပြီနော်မပို့ပါဘူးမမရာမောင်ဘဝမှာမထင်မှတ်ပဲမမကိုအသက်ချစ်မိသွားတာချစ်လွန်လို့အဲ့ထဲကောက်ထက်ထားချင်တာမမမောင်ကိုပဲရှင်ခုန်ရမယ်အင်းမမောင်ရဲ့အင်းမဒါပေမဲ့ပဲရစ်သွားရင်အလွမ်းတို့2ယောက်ထဲလားမဟုတ်ဘူးခလေး2ယောက်ပါအောင်မယ်အခုမွေးကြမလားခါကနေမြောက်ချီပြီးအခါနဲ့သူခေါ်ဆောင်နေတယ်လေတဲ့လွန်းမြောက်သွားကအလန့်တကြားမျက်လုံးများမှိတ်ထားမိတယ်အခါနဲ့ရောက်တော့သူမလေးရီတန်တွေနဲ့ပြန်ပြေးထွက်လာပြီးဗန်ဒါကိုအာကိုတချိကင်ထားတယ်မွေးမယ်လေလာလို့ဟာမောင်နော်ကို့ဘာသာမွေးပါလားလို့တယောက်တည်းဘလို့မွေးရမှာလဲမမအကူကြီးအများကြီးလိုတယ်လာလို့ကဲကြပါအောင်ဒီမှာလူရုံးမကြီးအိမ်ထဲရောက်လာလို့ဗန်ဒါကိုအတင်းကင်ထားတော့သူအတင်းဆန်းလာရင်သူမလက်လှလေးတွေပုံဖက်သွားမှဆိုလို့ဒီတိုင်းခေါ်နေရခြင်းသူမអော်လိုက်တော့ဗတ်ဆက်ကိုအမိအရှာပိတ်နေကတခက်ခက်ရှိတန်းလေးကချစ်စရာကောင်းစွာထွက်ပေါ်လာတယ်သူမဆွဲတော့ပဲသူမခါသိမ့်သိမ့်လေးကိုဖတ်တွေ့လိုက်ပြီးပခုံးပေါ်မေးပြန်ခြင်းကဒီနေရာမှာလည်းလူမမြင်ဘူးမအဆင်ပြေတယ်လေတိုင်းလေးကိုနှမြုပ်တဲ့အထိနမ်းရှိုက်ပြီးပါပြင်လှလှလေးကိုအားရပါရနမ်းနေတယ်အော်ရင်ရှုံရင်ရီတန်လေးတွေပိုကျဲလာခဲ့တယ်ဟာရားတယ်လို့နန်းနာလေးကိုရှားတယ်ဆိုတော့ဟိုနေ့ကကြတော့မောင်နော်ရှိတ်ရှိတ်လေးပြေးဝင်လာတဲ့မျက်နှာမှာချက်ချင်းညှိရဲသွားတယ်သူပခုံးအီးလေးကိုတစ်ချက်နှမ်းပြီးဗိုင်းရှက်လေးကိုခါသိမ့်သိမ့်နဲ့ရှင်တွဲပုတ်ဖတ်ပြီးမရှက်ပါနဲ့မမောက်ကိုမောင်တလုံးချစ်မယ်လို့ဟောဒီမွေးနှမင်းကြီးကိုတတ်တည်တည်တယ်အပြန်ရောင်တထောက်ဆိုးနေတဲ့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးသူပြောနေတော့သူ့လက်တွေအပေါ်ကနေသူမလက်လေးထက်ကသူမလည်းမိုးပေါ်ကိုမော့ကြည့်ပြီးတပ်ပြင်းပြလေးတစ်ချက်နဲ့အတူမမလည်းမောင်ကိုအချစ်ဆုံးပါလို့တတ်တည်တီးပြောမယ်ခါဘရမခွဲဘူးပခုံးတောင်းလေးကိုမတိတစ်ချက်ဖဖကိုက်ပြီးကျွန်တော်တို့အချစ်ကလင်းလက်တဲ့ကျဲဆိုရင်အလွမ်းဆိုတာတိမ်ရန်တတပါလက်ဆိုင်နဲ့အချစ်ခောက်သားလင်းအချစ်စစ်တစ်ခုအဲ့တော့တိမ်ရန်အလွမ်းဆိုတာမရှိစေရဘူးနော်မမ
ဒါပေါ့လုံးဝမရှိစေရဘူးချစ်တယ်မောင်ချစ်တယ်ပြောပြီးသူမကိုလုံးလေးကသူ့ဘက်လှည့်လာမှာတော့သူမမက်ရက်ရင်သူမခေါင်းသိမ့်သိမ့်လေးကိုနေထွေးစွာဖတ်ထားလိုက်တယ်ရေလက်ဝစ်စုံပေါ်ကဟနေရင်ရင်အုပ်ကြဲကိုလက်ဝါနင်းညူလေးနဲ့ပုတ်တက်လာပြီးမျက်လုံးချင်းစုံကြီးကသူမခြေပြားလေးထောက်ပြီးသူနှကန်းညညိုလေးကိုတက်လက်နှမ်းရှာလိုက်တယ်သူ့ရဲ့ကျင်နာချင်းနဲ့မတ်မောချင်းကြောင့်တုတ်ပြန်အနမ်းမှာနူးညံ့တယ်လို့ကြမ်းတမ်းလာတယ်လို့အသက်ရှူတန်တွေပါရှင်ကုန်နှုံးနေလို့ညံဆန်လာတယ်ဖြစ်ပေါ်လာတဲ့အချက်တစ်ခုမှာပကာသနာတွေမပါအချက်ရောင်လှလှလေးနဲ့ဘဝကိုအတူတကွဆေးရောင်ချက်လိုက်တော့နောက်ဆက်တွဲခရီးလမ်းကပန်းကင်းလမ်းလေးတွေဖြစ်သွားရမယ်။ငကိုကြာနိကစွာနှွေထွေမှုတွေနဲ့နမ်းနေရင်အနမ်းတို့ကြရှည်စွာတောင်းကင်ကြီးမှာရှက်ရိပ်ဖြာပြီးတဖြည်းဖြည်းပင်အယောင်ပြောင်းလဲလာသလိုသူတို့ရဲ့အချစ်တွေနဲ့ကျင်နာခြင်းတွေကြောင့်မပြတ်ဆဲတော့တဲ့အနမ်းလေးပိုပိုကြီးကြရှည်စွာချစ်ရတဲ့ပရိသတ်များရှင်ဒီနေ့မှတင်ဆက်ပေးတဲ့မရဲ့လူဆိုးဆိုတဲ့ဇလန်းကောင်းလေးကိုစိတ်နဲ့တက်ကြမယ်လို့ထင်ပါတယ်။နောက်ထပ်တင်ဆက်မယ့်ဇလန်းတွေမှာလည်းဘယ်လိုကောင်းတဲ့ဇလန်းတွေကိုထပ်မံရွေးချယ်တင်ဆက်ပေးအောင်မလဲဆိုတာစောင့်မျှော်နှားစေအားပေးကြပါအောင်ရှင်။